ရိသတ်တို့မင်္ဂလာပါဗျာဇလံကောင်းများကိုတင်ဆက်ပေးမယ့်အချိန်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်အခုတစ်ခါတင်ဆက်ပေးမယ့်ဇလံလေးကိုလည်းခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူမျိုးဒီဟာကိုဖြစ်ပါတယ်ခင်ဗျာဇလံမစခင်ဝင်းနေစတောင်းလေးပြောကြပေးပါရစေခင်ဗျာဒီနေ့2025ခုနှစ်အောက်တိုဘာလ20ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်ညီမလေးပန်းဖြူယနေ့ကြာရောက်တဲ့မွေးနေ့မင်္ဂလာရက်မြတ်မသည်နောင်လာမယ့်နှစ်ပေါင်းများစွာချီရတဲ့အမျိုးသားနဲ့အတူတရားပျော်ရွှင်ချမ်းမြေ့ဖွယ်ရာမိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်ပါစေကြောင်း PP Story Entertainment Channel မှာဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ Happy birthday ပါညီမလေးပန်းဖြူစာရေးဆရာမကြီးမတ်ဝင်းမြင့်ရဲ့ရီယော်မန်းအိုင်ဆန်းရေပြဒုတိယပိုင်းဖြစ်ပါတယ်ခင်ဗျာဆရာမလေးမခင်ရွှေရင်ထဲမှာနာကျင်စွာနဲ့တောက်ခေါက်လိုက်မိပါတယ်မမကဲမယ်ညီမလေးမမကဲမယ်မခင်ရွှေလှက်လိုက်လဲပြောပြီးစာကိုဆက်ဖတ်လိုက်ပါတယ်စာကအဆုံးသက်ခါနီးနေပါပြီကျမတို့မိသားစုဖြစ်ခဲ့ရတဲ့အကြောင်းကတော့အဲ့ဒါပါပဲမမရဲ့တရားကြစရာတာဝန်ကရစရာတိတ်ကြောက်စရာကောင်းလောက်အောင်ဖြစ်သွားကြတဲ့အဖေနဲ့အမေကိုသတိမထားကြပဲဒီပဒံများတွေကိုကုသတိတိုင်မှမောနေသေးတဲ့ဥပေဆိုင်တဲ့တောင်ငယ်တို့ကတော့တော်တော်ကိုစင်ញံနေတဲ့သူတွေပဲမမရဲ့ကျမစာကိုဖတ်ပြီးမမစိတ်ထဲမှာဘလို့ယူဆပါသလဲကျမရေးပြတာတွေကိုယုံလားမယုံဘူးလားဆိုတာကျမသိပါရစေယုံတာမယုံတာကတော့မမသဘောပါကျမအထူးရှိခိုးတောင်းမှပါရစေကျမကိုရန်ကုန်ကစိတ်ကူပေးတဲ့ဆေးရုံကိုဖြစ်စေဒုက္ခိတကျောင်းကိုပဲဖြစ်စေရအောင်လို့မမကူညီပို့ပေးပါမမရဲ့မမကျေးဇူးကိုတသက်မမေ့ပါဘူးကျမအတန်ပြတ်ထွက်လာပြီဆိုရင်လေမမရှိတဲ့နေရာကိုရောက်အောင်လာပြီးမမအိမ်မှာမမကိုခြေစုပ်လက်နဲ့တသက်လုံးအမေတို့သဘောထားပြီးတော့ပြုစုလုပ်ကင်ပေးပါမယ်စာကဒီနေရာမှာဆုံးသွားခဲ့ပါပြီမခင်ရွှေခေါင်းအောက်ကလက်ပတ်နာရီလေးကိုဆွဲထုတ်ကြည့်လိုက်တဲ့အခါ12နာရီထိုးနေပါပြီမခင်ရွှေကစာအုပ်ကိုသူ့ခေါင်းပေါ်မှာတာယာချထားလိုက်ပြီးအခန်းထဲကထွက်လာခဲ့ပါတယ်မေဆိုင်မြိုင်အိတ်တဲ့အခန်းကိုအတာယာလျှောက်သွားပြီးအတန်ကိုနားထောင်ကြည့်လိုက်ပါတယ်မေဆိုင်မြိုင်ကညင်သာစွာလမ်းလာတဲ့မခင်ရွှေရဲ့ခြေတံကိုကြားဟန်တူပါတယ်မေဆိုင်မြိုင်အိတ်တဲ့အခန်းတကာကဖြင်းချင်းစွာပွင့်လာပြီးမေဆိုင်မြိုင်ခန်းထဲမှာထွန်းထားတဲ့မိမိနဲ့မှန်မီးအောင်ထဲမှာမေဆိုင်မြိုင်ရဲ့တံကအခန်းတကာဝမှာပေါ်လာခဲ့ပါတယ်ညီမလေးကမိတ်သေးဘက်ကိုမခင်ရွှေကတိုးတိတ်ညင်သားတဲ့အတန်နဲ့ပြောကမေဆိုင်မြိုင်ရဲ့လက်မောင်းလေးကိုကျင်နာစွာဆုပ်ကိုင်လိုက်ပါတယ်အဲ့ဒီနောက်အိပ်ပါညီမလေးရဲ့အိပ်ပြက်လို့နေမကောင်းဖြစ်နေပါဦးမယ်နော်မနက်မိုးလေးမှစကားပြောကြတာပေါ့ညီမလေးရေးထားတာတွေကိုမမဖတ်ကြည့်ပေးပါပြီအားလုံးဟုတ်မှန်ပါတယ်မမယုံပါတယ်ကွယ်အဲ့ဒီလိုပြောကမေဆိုင်မြိုင်ကိုသူ့အိပ်ရပေါ်ပြန်သိပ်လိုက်ပါတယ်မေဆိုင်မြိုင်ကသူရေးတဲ့အကြောင်းအရာတွေကိုယုံပါမလားသူ့ကိုကယ်တင်လို့စိတ်မရှိပါမလားဆိုတဲ့စိတ်မချမှုကြောင့်အိမ်မပြောနိုင်အောင်ဖြစ်နေရှာတာကိုမခင်ရွှေကရိပ်မိလိုက်ပါတယ်ဒါကြောင့်မေဆိုင်မြိုင်ပြောင်းတန်းအိမ်နိုင်အောင်ပြောလိုက်ခြင်းဖြစ်ပါတယ်မေဆိုင်မြိုင်ကမျက်ရည်ရဝိုင်းတဲ့မျက်လုံးနဲ့မခင်ရွှေကိုချစ်ခင်အားကိုးစွာကြည့်ကမခင်ရွှေတိတ်ပေးထားတဲ့အနေထားတိုင်းပဲအိမ်ရပေါ်မှာလဲရောက်လိုက်ပါတယ်မေဆိုင်မြိုင်အိတ်တဲ့အခန်းတကာကချက်ချပိတ်ရဲ့မင်းတို့မရှိပါဒါကြောင့်မေဆိုင်မြိုင်မြို့ကြောင်တွေကဓာတ်တစ်ချောင်းကိုကင်ထားတယ်ဆိုခြင်းမှာမခင်ရွှေဖို့အဆန်းလို့မထင်တော့ပါမခင်ရွှေကမေဆိုင်မြိုင်ကိုပြန်သိပ်ထားပြီးတဲ့နောက်အိတ်ချင်စိတ်မရှိသေးတာကြောင့်သူ့ခန်းကိုပြန်လာခဲ့ပါတော့လေအိတ်ရဘော်ကိုမပြန်တော့ပါမှန်မီးအိမ်ကိုငိမ့်လိုက်ပြီးပတင်းမောက်ဖွင့်ကပတင်းမောက်မှာမတ်တက်ရဲလို့ခြံကြီးတဲ့ကိုမျောကြည့်နေလိုက်ပါတယ်လာမရက်ဖြစ်တာကြောင့်ကောင်းကင်မှာကြဲအောင်များသာရှိနေပါတယ်အရာအလုံးမဲမောင်နေတဲ့ညသကောင်ရဲ့အချိန်မှာကျဲဝန်းတဲ့ခြံကြီးကညွန့်ညွန့်မိုင်းမိုင်းအုပ်ဆိုင်နေတဲ့သပင်ကြီးများကြောင့်ကြည့်ရသည်မှာစိတ်ချောက်ချဝေရပင်ကောင်းသေးပါတော့တယ်။တကောင်ရံလေရဲ့ဝေရန်တိုက်ခတ်ခြင်းကြောင့်သပင်ကြီးများရဲ့အကိုင်းချင်းကြိတ်တဲ့တည့်ရွက်ခြင်းခတ်တံများကဝေဒနာခံစားနေရတဲ့လူတွေရဲ့မချီမဆန်ညဉ့်ညူတန်လိုကြောက်ရွံ့စွာအော်ဟစ်နေတယ်လို့မခင်ရွှေကစိတ်ချောက်ချဝေရကောင်းတဲ့ခြံကြီးကိုပတင်းပေါက်ကကြည့်နေရင်ဥတောက်ထုံပဒံများတွေမြုပ်ခဲ့တဲ့ဆိုခြင်းမှာယူလို့ပြောခြင်းလားအမှန်တကယ်ပဲမြုပ်ပစ်ခဲ့ခြင်းလားလို့တွေးနေမိပါတယ်မေဆိုင်မြန်ရေးထားတဲ့စာထဲမှာသူ့အလွန်တန်ရောက်စဉ်ကြီးတဲ့ရေပြအရဲ့ရှေ့ပြရာဇဝင်ပါရှိတယ်ဆိုတာကိုသတိရပါတယ်
သာသနာတိုင်ကသေရီဓမ္မတောကမီနီတည်ထားတော်မူခဲ့တဲ့စေရီပေါင်း8400အပါအဝင်စေရီဟောင်းနေရာဌာပနာတိုက်ကိုမျက်စိထဲမှာမြင်အောင်လာပါတယ်။အဲဒီလိုမြင်အောင်လာခဲ့တဲ့အခါဌာပနာတိုက်နေရာကရလာခဲ့တဲ့ဗရံများတွေကိုရောငွေကျုပ်ကိုရောစိတ်မန်းနဲ့တွေးကြည့်ကအလုတိုင်ကသခင်ရွှေနဲ့မင်းရှင်တို့မောင်နှမကထိုပစ္စည်းတွေကိုမြည်သည့်တစ္ဆာမျိုးဆိုပြီးတော့လှူထားခဲ့ကြပါသလဲ။ဦးတော်ထုံးနဲ့ဒေါ်ညွန့်ရီတို့ကအလုတိုင်ကရဲ့တစ္ဆာစုပြီးဒီဖြစ်မျိုးဖြစ်သွားခဲ့တယ်လို့ထင်ပါတယ်။မိဘတွေကမလို့အပ်တဲ့အလုပ်ကိုလုပ်ခဲ့တဲ့အတွက်ကြောင့်ဘာမှမသိချတဲ့လူမမမင်းကလေးမိဆိုင်မြန်ကအစ်စ်ပါရချီသလား။စာသပြေမခင်ရွှေတွေးနေရင်ပင်ဒီရင်ကြီးပေါ်မှာဆက်လက်နေထိုင်ရမှာကိုစိတ်ထဲကမတန့်တော့ပဲဖြစ်လာပါတယ်။ဒီကိစ္စနဲ့သူမကဘလို့မှမပတ်သက်ကြောင်းမခင်ရွှေကောင်းကောင်းသိပါတော့လေဒီပစ္စည်းတွေကိုအကြောင်းပြုပြီးဒီအိမ်နဲ့ဒီချန်ဖြစ်လာတာကိုသိရတဲ့အခါမခင်ရွှေရဲ့စိတ်ထဲမှာဒီပစ္စည်းတွေရရှိလာခဲ့တဲ့ဇေယီတော်ဌာပနာတဲ့ပုံမှာသူနေမိနေတယ်လို့စိတ်ထဲမှာပေါ်ပါရှင်လန်းခြင်းမရှိဖြစ်နေမိပါတယ်။ရေပြအိမ်ရွာဖြစ်စဉ်နဲ့ဖျားဇေယီတော်အကြောင်းကိုဥတော်ထုံညွတ်နေစဉ်မှာစီကာစင်ကပြောနိုင်နေတဲ့ဆိုတာကဘာကြောင့်လဲဆိုပြီးမခင်ရွှေတွေးမိရပါ။ရေပြအိမ်နဲ့ပတ်သက်လာရင်မခင်ရွှေကဘလို့မှညံမမိနိုင်တာကိုသူကိုယ်တိုင်သိနေပြီးဖြစ်ပါတယ်။ဘလို့ပင်ဖြစ်စေဥတော်ထုံပြောပြသွားခဲ့တာတွေကအယူပီပီကပောက်တိကပောက်ချဘယံမတာပြောသွားခြင်းမျိုးမဟုတ်တာကြောင့်မှန်တဲ့ဖြစ်ရများလို့မခင်ရွှေကခိုင်မာစွာယုံကြည်လိုက်ပါတယ်။မေဆိုင်မိုင်ရဲ့စာကိုလုံးစိပတ်စိဖတ်ပြီးမေဆိုင်မိုင်ရဲ့ဘဝဖြစ်စဉ်ကိုရောဒီအိမ်နဲ့ဒီချန်ဖြစ်လာပုံကိုရောဥပေဆိုင်နဲ့တော်ငွေတို့ရဲ့ဘဝနဲ့စိတ်သဘောထားကိုရောသိလိုက်ရပြီဖြစ်တဲ့မခင်ရွှေကဒီအိမ်ကနေပြောင်းရွှေ့ရန်စိတ်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုစိတ်ကိုဆုံးဖြတ်လိုက်တဲ့အခါမေဆိုင်မိုင်အတွက်ကိုပါထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်။သူ့ကိုအားကိုးယုံကြည်စွာနဲ့မိဘတွေအတွက်လျှို့ဝှက်ထိန်းသိမ်းထားမယ့်ဖြစ်တွေကိုပါမချင်းမချန်ဖွင့်ရန်ပြချတဲ့မေဆိုင်မြိုင်ကိုမခင်ရွှေဘလုံနည်းနဲ့မှပြစ်ပြစ်ခါခါမစွန့်ပြေးရပါအရင်ကသူတို့မန်းချင်မကြိုက်လို့မေဆိုင်မြိုင်ကိုမကောင်းပြောပြီးဆင်းသွားကြတဲ့လူနှစ်ယောက်ကြောင့်ဒုက္ခိတမလေးမှာတေလူအောင်ရိုက်နှက်ခံလိုက်ရသေးတဲ့ဆိုရင်အခုသူမကပါပြစ်ပြစ်ခါခါစွန့်ပြစ်သွားမယ်ဆိုရင်မေဆိုင်မြိုင်အတွက်တတ်တာမှမဟုတ်ကြောင်းကိုလည်းတွေးမိပါတယ်မခင်ရွှေကမောင်မဲနေတဲ့ခြံကြီးကိုငိမ့်ဆိုင်ကြည့်နေရင်သူမဘာလို့ရမယ်ဆိုတာတွေးနေမိပါတယ်မေဆိုင်မြိုင်မှာအကြောင်းကိစ္စရှိလို့ပြောချင်ဆိုချင်ရင်သိရအောင်လို့မခင်ရွှေကမေဆိုင်မြိုင်ကိုဘလာဇာအုပ်တုံးနဲ့ခဲတံကိုပေးထားခဲ့ပါတယ်။သို့တော်မေဆိုင်မြိုင်ကမိသည့်အကြောင်းထူးများမရှိဘူးထင်ပါလေ။မခင်ရွှေထံကိုဘာအကြောင်းမှစာမရေးသေးပါ။ဒီလိုနဲ့ပဲတရက်ပြီးတရက်ကုန်လွန်လာခဲ့ပါတယ်။ညီမလေးတပတ်ခါဆိုရင်မမတို့ကြောက်မှာအစည်းအဝေးရှိတယ်။မမအစည်းအဝေးကိုတက်ရမယ်။အဲ့ဒီအစည်းအဝေးပြီးရင်မမခွင့်ယူလို့ရပြီ။ခွင့်ယူပြီးရေပြိုင်ရွာကိုရောက်အောင်မမသွားမယ်။ညီမလေးဖို့အရင်ဆုံးဆွေမျိုးဖြစ်တဲ့ကိုစိမ်းမောင်ကိုမမရောက်အောင်စူးစမ်းခေါ်လာခဲ့မယ်။ငါညီမလေးဒုက္ခနှုံတွေကနေလွတ်ချင်နေပါပြီညီမလေးရဲ့စိတ်ချမ်းသာနေနော်။ဒေါ်ငွေနဲ့ဥပိဆိုင်ရဲ့အလက်မှာမခင်ရွှေကမေဆိုင်မြိုင်ကိုတိုးတိတ်စွာပြောဆိုလိုက်ပါတယ်။မေဆိုင်မြိုင်ရဲ့မျက်နှာလေးကဘာကြောင့်မှတော့မသိရှင်းရှင်းလန်းလန်းမရှိပါ။မခင်ရွှေကိုစိုက်ကြည့်နေပါတယ်။အဲဒီနောက်မခင်ရွှေရဲ့ခြေရင်းမှာထိုင်ချလိုက်ပြီးမခင်ရွှေရဲ့ခြေပေါ်မိုးကိုသူ့နှစ်ဖူးနဲ့ထိကရှစ်ခိုးရင်းနဲ့တက်ထန်စွာငိုကြွေးနေပါတယ်ညီမလေးဘာဖြစ်လို့လဲညီမလေးရဲ့ဥပိဆိုင်နဲ့ဒေါ်ငွေတို့ကရိုက်လို့လားယင်မခင်ရွှေကမတ်တက်ရနေရမှာထိုင်ချလိုက်ကသူ့ခြေကိုဖတ်ကုန်နေတဲ့မေဆိုင်မြိုင်ကိုကျင်နာစွာဖတ်ပြီးတော့မေးပါတယ်မေဆိုင်မြိုင်ကမခင်ရွှေရဲ့မျက်နှာကိုမျက်ရည်ပြည့်တဲ့မျက်လုံးများနဲ့မော်ကြည့်လိုက်ကခေါင်းခါပြပါတယ်မမပြောတာညီမလေးဝမ်းမသာဘူးလားမခင်ရွှေကမေးပါတယ်မေဆိုင်မြိုင်ကမျက်ရည်ဖြည်းဖြည်းကြောက်လျက်ကနေကောင်းခါပြလိုက်တဲ့အခါမခင်ရွှေများစွာအံ့အားသင့်သွားရပါတယ်။ဒီဝတ္ထုခါကနေအလွန်မင်းကျွတ်လွတ်ချင်နေတဲ့မေဆိုင်မြိုင်လေးကအခုသူ့ဘဝဖို့စိတ်ချမ်းသာမှုရတော့မှချိန်ခါရောက်မှဝမ်းမသာဘူးဆိုတာကိုမခင်ရွှေမစင်စားတတ်အောင်ပဲဖြစ်နေပါတော့တယ်။မေဆိုင်မြိုင်ကသူစာရေးပြမယ့်အကြောင်းလက်ဟန်နဲ့ပြောပါတယ်။မခင်ရွှေကနားလေတဲ့မျက်နှာနဲ့ခေါင်းငိမ့်ပြလိုက်တဲ့အခါမေဆိုင်မြိုင်ကမျက်ရည်ကျလျက်ကပင်သူ့ခန်းရှိရာစီကိုပြန်ထွက်သွားပါတယ်။မခင်ရွှေကသူ့နားထွက်သွားတဲ့မေဆိုင်မြိုင်ကိုကြည့်နေပြီးမှမေးမြန်းနေရန်အချိန်ကလည်းမရှိတော့တာကြောင့်ကျောင်းကိုထွက်လာခဲ့ရပါတယ်။ကျောင်းမှာအစည်းအဝေးမှာပြောဆိုရေးမှတ်နေရပါတော့လဲစိတ်ကိုမနှဲချုပ်နေရပါတယ်။မခင်ရွှေရဲ့စိတ်ကအခါများစွာကျောင်းစည်းဝေးခန်းထဲကထွက်ခွာပြီးအိမ်ကိုပြန်ရောက်ကမေဆိုင်မြိုင်ကိုစိတ်ထဲမှာဆွဲနေပါတယ်။ထို့ခိုက်အစည်းအဝေးခန်းထဲကလူတွေရဲ့ထိတ်လန့်နေကြအော်တန်ကြောင့်အစည်းအဝေးနဲ့ပတ်သက်တဲ့စာကိုရေးမှတ်နေတဲ့မခင်ရွှေကစာငုံရေးနေတဲ့ခေါင်းကိုမော့ကြည့်လိုက်ပါတယ်။စိတ်ထဲကတော့ဘာဖြစ်ကြတာပါလဲလို့တွေးနေမိပါတယ်။ဆရာမဟိုမှာ
ဆရာမနေတဲ့အိမ်မီးလောင်နေပြီတယောက်တစ်ခုအော်ဟစ်ပြောတဲ့ကြောင့်စာသင်ကျောင်းကနေကောင်းကောင်းလမ်းမြင်နေရတဲ့မေဆိုင်မှန်ရှိနေတဲ့အိမ်ကိုမခင်ရွှေထိထိပြပြကြည့်လိုက်ပါတယ်တပည့်နေပြုံးတိကုန်ပြီဖြစ်လို့ရေပြာရင်ရွာကဆိုင်းမိုင်ချမ်းမြကြီးလိုဖြစ်နေတဲ့ခြံကြီးထဲမှာရှိတဲ့မခင်ရွှေနေတဲ့အိမ်ကြီးကမိကိုမီးတော်မိချမ်းများဖုံးနေတာကိုတွေ့လိုက်ရပါတယ်မင်းငိမ့်တက်ရန်လူတွေပြေးလွှားကြတယ်ကျောင်းကန်ထဲမှာစီးဝေးနေကြတဲ့လူတွေကအစည်းအဝေးကိုမဆက်နိုင်တော့ပဲမိလောင်တဲ့နေရာကိုကူညီရန်ပြေးကြပါတယ်ဆရာမဘာဖြစ်လို့ကြောင်ကြည့်နေတာလဲဆရာမရဲ့ပစ္စည်းတွေပါကုန်ရောပေါ့ကြောင်ကြည့်နေမိတဲ့မခင်ရွှေကိုလူတယောက်ကပြောဆိုဆိုနဲ့ကျောင်းကန်ထဲကထွက်ပြေးသွားပါတယ်အဲ့ဒီကအန်အားတလို့ဖြစ်နေတဲ့မခင်ရွှေကမိလောင်နေတဲ့အိမ်ကြီးရှိရာစီကိုပြေးလာခဲ့ပါတယ်မခင်ရွှေရဲ့ပစ္စည်းတွေကနမ်းနမ်းဆဆရှိတာမဟုတ်အဝတ်စားထဲတဲ့လက်ဆွဲတတာတစ်လုံးအိယာလေးတစ်ခုနဲ့တနခါကြောက်ပြင်းပြီးမှန်တဲ့ရေကွက်စက်ပြကွက်ထဲထားတဲ့ကျင်းနဲ့ဆွဲချင်းခက်ကြီးကြီးတစ်လုံးသာဖြစ်ပါတယ်မခင်ရွှေကသူမပစ္စည်းတွေကိုစိတ်မစောဒုက္ခိတမလေးမေဆိုင်မိုင်ကိုသာစိတ်စောနေမိပါတယ်ကောင်းပါလေအချိန်မီမီးတွေကထွက်နိုင်ပါမလားအွန်လိုင်းဟိနေတာလည်းမဟုတ်ဘူးအိမ်ထဲမှာပိတ်မိပြီးတော့ကြံခဲ့ရင်ဘယ်သူမှသိမှာမဟုတ်ဘူးမသေးသေးမဲ့သေချာတော့မယ်အဲ့ဒီလိုအတွေးနဲ့လှိမ့်မြန်စွာပြေးလာခဲ့ပါတယ်ဝိုင်းအောင်ရောက်ရှိလာခဲ့ကြတဲ့လူတွေကဖြစ်တဲ့နည်းနဲ့မိကိုနှိမ့်သက်နေကြပါတယ်တိတ်ခိုင်းများနဲ့ရိုက်ချကြတယ်မြေကြီးတွေတဲတွေနဲ့ကျုံပတ်ကြပါတယ်ရေနဲ့ပတ်ကြပါဟာအော်သူကအော်ကြတယ်ဘယ်လိုလုပ်ခတ်မှလဲစက်တီရောရေပုံရောကျိုးရောအားလုံးရေထဲနဲ့ကိုပြုတ်ကျသွားပြီပြန်အော်သူကအော်ပါတယ်အနည်းဆုံးနေရာမှာရှိနေတဲ့စာသင်ကျောင်းမန်းထဲကိုပြေးကရေပုံးနဲ့ရေခတ်သူကပြေးခတ်တယ်တိုးတော်မျက်စိအောက်မှာပင်ညှိမ့်သက်ရင်းနဲ့အိမ်ကြီးကအဟုန်ပြင်းစွာတောက်လောင်နေတဲ့မီးထဲမှာပြာကျသွားခဲ့ပါတော့တယ်လူတွေဝိုင်းအောင်နေကြတဲ့အထဲမှာဥဖေဆိုင်တောင်ငွေနဲ့မေဆိုင်မြိုင်တို့ကိုတရားမှမတွေ့ရတာကိုမခင်ရှင်နဲ့တကွာအားလုံးကသတိထားမိလာကြပါတယ်ဒါကြောင့်ဒီအပေါ်မှာနေသူများတဲ့ကမခင်ရှင်တယောက်သာရှိနေပြီးကြံလူ3ယောက်ကိုရှာမတူပဲဖြစ်နေတဲ့အခါလူတွေကထင်ချင်းမျိုးပေးနေကြပါတော့တယ်လောင်ကျွမ်းသွားတဲ့အိမ်ကြီးနဲ့တော်တော်ဝေးတဲ့တနေရာຫນွေတွေဖုံးနေတဲ့ခြုံကြီးဘေးမှာမခင်ရှင်ရဲ့လက်ဆက်တက်တာကိုနေရာမပြတ်ပိတ်ရတာပြန်တွေ့ကြရတဲ့အခါလူတွေကများစွာအံ့ဩကြပါတော့တယ်မခင်ရှင်ကိုယ်တိုင်ပင်မစင်စားတတ်အောင်ဖြစ်မိပါတော့တယ်မေဆိုင်မြိုင်ကတမင်ပင်ကြိုတင်စီမံချက်နဲ့မခင်ရှင်ရဲ့လက်ဆက်တက်တာကိုဘေးလူကရကိုပို့ထားလိုက်ပြီးမှအိမ်ကြီးကိုရှို့လေသလားဥဖေဆိုင်နဲ့တုံငယ်တို့အနေနဲ့ကတော့ဘလို့နည်းနဲ့မှအဆုံးမခံရှို့မှမဟုတ်ဘူးလို့မခင်ရွှေကတွေးမိပါတော့လေမေဆိုင်မြိုင်တို့မိသားစုရဲ့ဘဝဖြစ်စဉ်ကိုလူသိသွားမှဆိုတဲ့အတွက်ဘလို့မှထင်ကြမပေးပဲတပည့်လေးတယောက်ယူပေးတဲ့လက်ဆွဲတက်တာကိုသာကြောက်မှသွားထားရန်ပြောလိုက်ရပါတယ်တေချာသွားမင်းငိမ့်သွားတဲ့အခါမှာသက်ဆိုင်ရာတာဝန်ရှိသူတွေကမိလောင်မြေကိုစစ်ဆေးရှာဖွေကြည့်ကြပါတယ်ထိုအခါမှာမိလောင်ကျွမ်းနေတဲ့လူရိုးတွေကိုသာတွေ့ကြရပါတယ်အဲ့ဒီခါမှာဥဖေဆိုင်တုံငွေနဲ့မေဆိုင်မြိုင်တို့ပြောက်ခွေနေခြင်းအတိတ်ပဲကပေါ်လာကြပါတော့တယ်တပည့်နေပြုံးတီးပြီးပျက်စီးနေတဲ့ချမ်းမြတ်ကြီးတွေကမိလောင်မြင်ကြီးကမြင်ရသူဖို့ကြိတ်ကွဲစရာပင်ကောင်းပါသေးတော့တယ်ကျောင်းနဲ့အနီးဆုံးဖြစ်တဲ့နေရာမှာမိလောင်လိုက်တဲ့အတွက်ပြေးလွှားကြမိသက်ကြထိတ်လန့်ကြဖြစ်ကြလို့အစည်းအဝေးကလည်းပြတ်သွားခဲ့ပါတယ်နောက်နေ့မှာအစည်းအဝေးပြန်ဆရန်ဆုံးဖြတ်လိုက်ကြပါတယ်နေလက်စနေရာပြောက်သွားတဲ့မခင်ရွှေကသူ့အတွက်ကျောင်းဆရာကြီးရှာပေးထားတဲ့အိမ်ကိုအစင်းသိမ့်ပြောင်းနေလိုက်တာကြောင့်နေရိပ်ထိုင်ရေးမှာကတိလင်နာမဖြစ်မိလောင်ရောင်မှာပါသွားခဲ့တဲ့သူ့ပစ္စည်းကလည်းတန်မိုးရှိတဲ့ပစ္စည်းမဟုတ်သူချမ်းသာသူရဲ့ထည့်သူထားတဲ့လက်ဆက်တက်တာထဲမှာသူ့ဝတ်တွေအားလုံးမဆုံးမရှုံးရှိနေပါတယ်သူစုဆောင်းထားတဲ့ငွေကြေးကလည်းတပြားမှမပြောင်းမပြတ်ရှိနေပါတယ်ဒါကြောင့်မခင်ရွှေအနေနဲ့ဘလို့မှထိခိုက်မှုမရှိတော့လဲမေဆိုင်မြိုင်အတွက်ကိုတော့မခင်ရွှေကစိတ်ထဲမှာတော်တော်ထိခိုက်လိုက်ပါတယ်မခင်ရွှေကသူမအသိနေထိုင်ရမယ့်အိမ်ကိုပြောင်းရှိရောက်ရှိလာတဲ့အခါစိတ်ထဲမှာမကောင်းတော့တာကြောင့်အိမ်ရှင်ကပြင်ကျွေးတဲ့ညနေစာထမင်းကိုမလုံးဝမစားတော့ပဲသူ့အတွက်ပေးထားတဲ့အခန်းထဲကိုတန်းဝင်လာခဲ့ပါတယ်။ရက်ဆက်တက်တာကိုတယောက်အိတ်ကလေးပေါ်မှာချကတက်တာကိုမှီပြီးခြေဆင်းထိုင်လိုက်ပါတယ်။သူ့အိမ်ရဲ့ခင်ကမိတဲ့ပါသွားခဲ့ပြီဖြစ်ပါတယ်။အခုနေရမယ့်အိမ်ကမေဆိုင်မြိုင်တို့အိမ်မလို့အိမ်တော်ပရိဘောကဘာတစ်ခုမှမရှိပဲကျမ်းမြင်ပေါ်မှာသာအိမ်ရမယ့်အိမ်မျိုးဖြစ်ပါတယ်။သူမတို့ပေးထားတဲ့အခန်းထဲမှာတယောက်ရဲ့အိမ်ရလေးပြင်ပေးထားပါတယ်။မခင်ရွှေရဲ့ပစ္စည်းတချို့နဲ့မိလောင်တဲ့အထဲမှာအိမ်ရပါသွားကြောင်းသိလို့ယာယီအိမ်ရအဖြစ်ပြင်ဆင်ပေးထားရာတင်မြူးဖြာချောချောတစ်ချက်ခေါင်းတစ်လုံးကြီးဆောင်တစ်ထည်ချင်းအောင်တစ်လုံးရှိနေပါတယ်။မခင်ရွှေကတက်တာကိုမိထိုင်ရင်မေဆိုင်မြိုင်ကျောင်းကိုစဉ်းစားနေရမှာ
မိမလောင်မီတနေ့ကသူ့ဘဝကောင်းရကောင်းဖြစ်တော့မယ်လို့ပြောတာကိုဝမ်းမသာနိုင်ပဲမခင်ရွှေရဲ့ခြေကိုဖက်ကရှက်ကြီးတငယ်ငိုခဲ့တာကို၎င်းသူဘာဖြစ်တယ်ဆိုတာကိုစာရေးပြမယ်လို့အမှတ်တညာပြုခဲ့တာကို၎င်းတိန်လုံးမီးလောင်ကုန်မာလေးရဲ့နဲ့မခင်ရွှေရဲ့လက်ဆက်တက်တာတစ်လုံးသားလေးဘေးကင်းရန်ကင်းပြန်ရတာကို၎င်းမခင်ရွှေကစဉ်းစားမရအောင်ဖြစ်နေပါတယ်လက်ဆက်တက်တာတစ်လုံးနဲ့ပတ်သက်ပြီးလူတွေကအာရတညတော့လဲမခင်ရွှေပေါ်မှာဘသူကမှတော့တန်တရားမဖြစ်ကြပါတန်တရားဖြစ်စရာအကြောင်းကလည်းဘာမှမရှိခဲ့ပါသတင်းစကားတစ်ခုတော့ရလိုက်ပါတယ်မီးမလောင်မီကဥပိဆိုင်နဲ့ဒေါငွေတို့ထံထင်းဝယ်ထားသူတယောက်ကတန်ဖိုးငွေနဲ့ပတ်သက်ပြီးပြောစရာရှိလို့တွားခဲ့ကြောင်းအဲ့ဒီခါအင်းကြီးဘော်ကမိတ်ဆိုင်မြန်ရဲ့ခြေကောဝမ်းနဲ့စွာငိုကြွေးတယ်ဥပိဆိုင်နဲ့ဒေါငွေတို့တယောက်တစ်ခွန်းချိန်မောင်းတန်နဲ့ရိုက်နှက်တဲ့အတန်မျိုးလိုကြားခဲ့ရပါတယ်ဒါကြောင့်ထင်းဖိုးငွေစကားပြောစရာရှိသူကအိမ်မော်မတက်ပဲပြန်လာခဲ့တယ်ဆိုတဲ့သတင်းစကားဖြစ်ပါတယ်ဒီလိုဆိုရင်မိတ်ဆိုင်မြန်ကစိတ်နာနာနဲ့ပဲမရှို့လိုက်ရသလားလို့တွေးလိုက်မိပါတယ်သို့တော်ထိုတွေးကမဖြစ်နိုင်ပါဥပိဆိုင်ရောဒေါငွေရောနှစ်ယောက်လုံးရှိနေပါလေရဲ့နဲ့မိတ်ဆိုင်မြန်ကဒီလိုဘလို့နည်းနဲ့မှလုံနိုင်မှာမဟုတ်ပါမခင်ရွှေစိတ်မကောင်းစွာတွေးနေရမှအဝတ်လဲရန်ထားလိုက်ပါတယ်တစ်တာကိုဖွင့်မယ်လို့ကန်လိုက်တဲ့အခါတစ်တာရဲ့အပြင်ဘက်ဘေးမှာစစ်တက်ထားတဲ့အိတ်ကလေးကိုမျက်လုံးကရောက်သွားပါတယ်ထိုအိတ်လေးထဲမှာအဖိုးတန်ပစ္စည်းမရှိလိုရင်ရစေရန်စာရေးအလွတ်စာရေးစက်ကူကတ်တစ်ခုနဲ့တစိကောင်းငါးလုံးမှရှိပါတယ်ထိုအိတ်ကလေးရဲ့ဇစ်ကိုမခင်ရွှေကဖွင့်ခဲ့ပါတယ်ဒါကြောင့်ထိုအိတ်ကလေးကအစင်ပိတ်လျက်ရှိနေပါတယ်အခုထိုအိတ်ကလေးရဲ့ဇစ်ကတဝက်ပွင့်လျက်ရှိနေတာကိုမခင်ရွှေတွေ့ရပါတယ်သို့တော့အထွေထူးမထင်ပါမီးလောင်တဲ့အိမ်မော်ကနေတစုံတူကကြပြာကတိဆွဲယူပြချလိုက်တဲ့အတွက်ထိခိုက်မိပြီးပွင့်နေကျင်တာဖြစ်မယ်လို့မခင်ရွှေကပေါ့ပေါ့တွေးကစစ်ကိုပြန်ပိတ်ရန်ဆွဲလိုက်ပါတယ်သို့တော်စစ်ကအိတ်တွင်းကတစုံတစ်ခုခံနေလို့ဆွဲမရပဲဖြစ်နေတဲ့အတွက်မခင်ရွှေကအိတ်ထဲကိုလက်နဲ့နိုင်ပြီးဆန်းလိုက်တဲ့အခါစစ်သွားလမ်းကြောင်းမှာပလာစာအုပ်တော့အဖုံးကခန့်နေကြောင်းသိလိုက်ရပါတယ်ဒါကြောင့်ဒီအိတ်ထဲကိုပလာစာအုပ်ကဘယ်ခါမှမထည့်ခဲ့ဘူးဘယ်တော့မှရောက်နေပါလိမ့်အဲ့ဒီလိုတွေးကဖတ်ထုတ်လိုက်ပါတယ်အပြင်ဘက်ကိုစာအုပ်ရောက်တဲ့အခါမှာထိုစာအုပ်ကမိဆိုင်မိုင်ကိုပေးထားခဲ့တဲ့စာအုပ်ဖြစ်ကြောင်းသိရပါတယ်စာအုပ်ကြားမှာမိဆိုင်မိုင်ကိုသူပေးထားတဲ့ခဲတံလေးကညံ့ရသားရှိနေပါတယ်စာအုပ်ရဲ့အဖုံးပေါ်မှာတော့ကျေးဇူးရှင်မမတို့အဲ့ဒီလိုစာလေးကိုရေးထားပါတယ်မခင်ရွှေကနေ့လေကမိဆိုင်မိုင်တယောက်မိတဲ့ပါပြီးတိတ်ဆုံးခဲ့ကြောင်းကိုတေချာစွာသိခဲ့ရလို့စိတ်ထဲမှာများစွာထိခိုက်ခြင်းဖြစ်ရတာမှန်တော့လေစိတ်ခိုင်တဲ့သူဖြစ်လို့မျက်ရည်မကျခဲ့ပါအခုတောလီသူရဲ့လက်ရည်လေးကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာဆုတ်သွားပါတယ်ငိုမယ်လို့ရည်ရွယ်မထားပါပဲနဲ့စိတ်ထဲမှာလိုက်လဲတဲ့ကြွယ်ဝမ်းနေခြင်းများနဲ့မျက်ရည်ကျမိပါတယ်သူဘာဖြစ်တယ်ဆိုတာကိုစာရေးပြမယ်လို့အမှတ်သားပြုလို့သွားတာကိုပြန်လည်သတိရလိုက်တဲ့အခါသိကျင်တဲ့စိတ်သောကြောင့်အဝတ်စားလိုက်မယ်ဆိုတဲ့စိတ်ကူးကပျောက်သွားခဲ့ပါတယ်စာအုပ်ကိုဖွင့်ကစိတ်ဝင်စားစွာဖတ်လိုက်ပါတယ်ကျေးဇူးရှင်မမရှင်ကျမခံစားနေရတဲ့ဒုက္ခဆင်းရဲကလွတ်အောင်ခဲ့တယ်မှုကြိုးစားတဲ့မမစေတနာကိုဒီဘဝမှာကျေးဇူးမဆက်နိုင်တော့လေနောက်ဘဝတွေမှာကြုံကြိုက်တွေ့ဆုံပြီးကျေးဇူးဆက်နိုင်ပါစေလို့ဆုတောင်းသွားပါတယ်မမရဲ့ခဲ့တယ်မှုကိုကျမစိတ်စောကြီးစွာနဲ့စောင့်နေခဲ့ပါတယ်ဒါပေမဲ့ကုသိုလ်ကံနဲ့ပါလုံးနဲ့ကျမကိုမမခဲ့တယ်မှုရအခွင့်မရှိတော့ပါဘူးမမခဲ့တယ်မဲ့အချိန်ကိုစောင့်နေရင်လေကျမကိုအကြောင်းပြုပြီးမမဒုက္ခတွေ့ရတော့မယ်ဘာကြောင့်လဲဆိုတော့ဟိုလူယုံမှာဖေးဆိုင်ကြောင့်ဖြစ်တယ်မမအနေနဲ့မျိုးတန်းမှာပြောင်းနေရင်ဖြစ်နိုင်ရတာနဲ့ကျမကိုငှဲ့ပြီးမမကစွန့်မိတ်နေတယ်ဆိုတာကိုကျမရှင်းမိပါတယ်မမကအကြောင်းစည်းဝေးပြီးရင်ခွင့်ယူရေပြအိမ်ကိုသွားမယ်လို့ပြောတဲ့နေ့ကကျမဘာကြောင့်ဝမ်းမသာနိုင်မဲ့ငိုရတယ်ဆိုတာကိုစာရေးပြရင်မမကတော့ယုံမှာပါတခြားသူတွေသာဆိုရင်အယူပီပီတွေ့ကြရရေးတယ်လို့ဆိုကြမှာပဲကျမအမေကိုနှိပ်စက်ကျမကိုနှိပ်စက်ကြတဲ့လူယုံမှလင်မယားဖေဆိုင်တဲ့မတ်ငွေတို့မမပေါ်မှာရုံမမကြံစီနေကြတာကိုသိရလို့ကျမငိုရတာပါသူတို့အနေနဲ့ပေါ့စားလာခဲ့ကြတာကြတော့အလုတ်ကပြင်မလုံမစားချင်ကြတော့ဘူးမမဗရန်များကိုရဖို့ကလည်းမျောလင့်ချက်ကမရှိတော့ဖြစ်နေတာသူတို့စဉ်းစားမိပါလိမ့်မယ်ဒီတော့အလုံးမလို့ပဲထိုင်စားနေနိုင်အောင်သူတို့ကကြံကြပြီဘလို့ကြံလဲဆိုတော့မမကိုဖေဆိုင်ဆိုတဲ့လူယုံမကြီးကအပိုင်စီးမယ်တဲ့လေသူအပိုင်စီးကျင့်ကြံတာကိုခံလိုက်ရတဲ့မမအနေနဲ့ဘယ်နည်းနဲ့မှလူသိခံအောင်မှာမဟုတ်ဘူးရှက်ပြီးမြုံနေမှာပဲဒီတော့သူမရဖြစ်ပြီဆိုတာကိုလူသိမခံချင်ရင်မမရတဲ့လကကိုသူတို့လက်ထဲအကုန်အပ်
တကယ်လို့မမကနှုတ်ဆက်မနေပဲသက်ဆိုင်ရာကိုတိုင်ကြားမယ်ဆိုရင်တော်ငွေကသူ့လင်မှာအပြစ်မရှိကြောင်းမမကသူ့လင်ကိုခိုးပြီးမယငန်ခံနေတာကြားပြီးဖြစ်ကြောင်းအခုမှမမနောက်ကြလိုချင်လို့သူ့လင်ကိုအပြစ်ရှာဒီစဲတိုင်ကြားခြင်းဖြစ်ကြောင်းကိုမဟုတ်တရားလောက်ကြံပြောပြီးတော့အဆက်ခွဲမယ်ပေါ့သူတို့လင်မယားနှစ်ယောက်အခုလိုပိုင်ပိုင်ကြံလိုက်ရင်မမဘယ်နည်းနဲ့မဆိုအရှုံးပေးပြီးမြုံနေရတော့မယ်လို့တွက်ကြတယ်အဲ့ဒီတော့ကျမစဉ်းစားမိပါတယ်ပါမကျမကိုကယ်တင်လို့တဲ့စေတနာနဲ့ဒီရင်ပေါ်မှာကြာရှည်ဆက်နေရင်မမဘဝအဖို့အညွန့်ကျိုးတော့မယ်သူတို့ကတော့ဒီတိုင်းကြံနေကြတာသူတို့အိမ်ပေါ်မှာမနေတော့ပဲလွတ်ရလို့ကြောင့်ကမမထွက်သွားရင်လည်းသူတို့ဒီတိုင်းပြောမယ်လို့တိုင်ပင်ကြတယ်နောက်ဆုံးအနှစ်ချုပ်ကတော့မမကလူသိမခံဝင့်နဲ့အဆက်ကိုငှဲ့ပြီးသူတို့ကိုတစ်သက်လုံးလှုပ်ကြွေးသွားဆိုတဲ့သဘောမျိုးပေါ့သူတို့တွေရုံမမတိုင်ပင်နေကြတာကိုကျမချောင်းနှထောင်လို့အားလုံးသိလိုက်ရတော့မမကဒီရင်ပေါ်ကနေပြောင်းရွှေ့သွားတဲ့တိုင်အောင်သူတို့ကမမကိုမစားရတဲ့အမဲတဲနဲ့ပတ်တဲ့သဘောမျိုးထားပြီးတော့အကျိုးရုပ်အဆက်ကွဲအောင်ပြောကြရင်မမအနေနဲ့တစ်သက်လုံးကောင်းနိုင်ပါတော့မလားကျမကိုငဲမိလို့မမအတွက်အခုလိုလူရုံမှလင်များကမကောင်းချင်တာကိုကျမကဲမယ်မမကျမအနေနဲ့လည်းလူပြည်လောကမှာနေကျင်တဲ့စိတ်လည်းမရှိတော့ပါဘူးမမရဲ့ကိုဘဝကိုညှင်းငွေလာခဲ့တာကတကြောင်လွန်ခဲ့တဲ့နေ့ကစပြီးအမေကိုကြည့်ပဲမျက်လုံးထဲမှာမြင်နေတယ်အမေနဲ့လိုက်နေခြင်းတဲ့စိတ်ကလိုလိုပြင်းပြင်းထန်ထန်ပေါ်နေတယ်မမကျမအပေါ်မှာစေတနာမွန်မြတ်လုံးနဲ့မမရဲ့နာမည်သိက္ခာကိုကျမအသက်နဲ့လဲပြီးကာကွယ်ခြင်းဖြင့်ကျမအပေါ်မှာထားခဲ့တဲ့မမရဲ့စေတနာမြတ်တာကျေးဇူးကိုတန်တယ်တော့ဆက်ခဲ့ပါတယ်မမကျမမရှိတော့တဲ့နောက်မိဘများရဲ့ဆွေမျိုးတွေရှိရာရေပြအိမ်ကိုမမရောက်ခဲ့သည်ရှိတော့မမပြောပြခဲ့တဲ့ကျမရဲ့အနီးကပ်ဆုံးဆွေမျိုးဖြစ်တဲ့ကိုစိမ်းမောင်ဆိုတာကိုကျမတို့မိသားစုဘဝဖြစ်စဉ်တွေပြောပြပါမမရဲ့စေဒီဟောင်းနေရကိုတန်တယ်သမျှပြုပြင်ခိုးကွယ်ပါလို့ဒီစာကိုကျမရေးပြီးမမတက်တာရဲ့ဘေးရည်လေးထဲမှာထည့်ထားခဲ့ပါမယ်မမကိုနောက်ဆုံးအချိန်ကြော့သွားခဲ့ပါတယ်မမမေဆိုင်မြိုင်ရဲ့စာကဒီနေရာမှာဆုံးသွားခဲ့ပါတယ်သူတန်ရောက်စဉ်ကြည့်တော့ခေမင်ဒတာလေးရဲ့နဲ့စိတ်မကောင်းစရာအကြောင်းပေါ်လာကခွဲခွာလာခဲ့ရတဲ့ရေပြိုင်ရွာကိုမေ့ပြောက်ထားခဲ့ပါလေရဲ့နဲ့ရေပြိုင်ရွာရဲ့အဆက်အနွယ်ကိုထူဆန်းစွာကြုံကြိုက်တိုက်ဆိုင်တွေ့လိုက်ရပြန်ပါတယ်တွေ့ကြုံရပြန်တော့လေစိတ်မကောင်းစရာပင်ဖြစ်နေပါတယ်မခင်ရွှေကစာကိုတစ်တာဘေးအိတ်ကလေးတွေကိုပြန်ထိုးထည့်လိုက်ပါတယ်တစ်တာကိုဖွင့်နေတဲ့စိတ်မရှိတော့ပါအဝတ်လဲနေတဲ့စိတ်လည်းမရှိတော့ပါမေဆိုင်မြိုင်ကဒီစာကိုမရေးခင်ကပင်တစုံတစ်ခုကိုစွန့်စွန့်စားစားလုပ်ရန်စိတ်ကိုဆုံးဖြတ်ပြီးသားဖြစ်ပါလိမ့်မယ်ဒါကြောင့်စာကိုရေးတယ်မခင်ရွှေရဲ့တစ်တာဘေးအိတ်ကလေးတွေကိုထည့်တယ်အဲ့ဒီနောက်တစ်တာကိုခြံထဲမှာတထားခြင်းဖြစ်မယ်ဥပိ္ပဆိုင်တဲ့တော်ငွေကိုဘလို့နီးနဲ့နိုင်နေအောင်စီမံလိုက်တယ်လေတခုတော့ရှိပါတယ်ဥပိ္ပဆိုင်တဲ့တော်ငွေတို့ကမနက်စာစားတော့ပြီးတဲ့အခါနေ့စဉ်မဟုတ်တော့လဲများသောအားဖြင့်တော့ထမင်းလုံးစီအိတ်ဆက်လေးရှိကြပါတယ်သူတို့เนี่ยအိတ်နေစဉ်မိဝဆောင်ထဲမှာရှိနေတဲ့ရေနံစီကိုယူလောင်းပြီးမိရှုပစ်လိုက်ခြင်းဖြစ်မယ်လို့မခင်ရွှေကတွေးပါတယ်ဒီလိုဆိုရင်ဥပိ္ပဆိုင်တဲ့တော်ငွေတို့ကိုတေချာပေါက်နိုင်နေထားပါလေရဲ့နဲ့မိဆိုင်မြိုင်ကဘာကြောင့်များကိုလိုရုံးကစိတ်မပြေရတာလဲရေနံစီလောင်းပြီးမိရှုနေစဉ်မှာပင်ဥပိ္ပဆိုင်တဲ့တော်ငွေနိုးလာပြီးသူတို့မလွတ်တဲ့အတူတူမိဆိုင်မြိုင်ကိုပါဆွဲထားလိုက်တယ်ထင်ပါတယ်သို့တော်မိဆိုင်မြိုင်ရဲ့စာထဲမှာသူ့ဘဝကိုညှင်းငွေတယ်သူ့မိခင်ကိုကြည့်ပဲမြင်နေတယ်သူ့မိခင်နောက်ကိုလိုက်ရှင်နေတယ်ဆိုတဲ့အချက်ကပါနေပါတယ်သူ့ဘဝကိုလည်းအဆုံးသတ်လို့ချင်းဥပိ္ပဆိုင်တို့ကိုလက်စားချေရလဲရောက်မခင်ရွှေကိုကျေးဇူးဆက်ရလဲရအောင်ပြုလုပ်သွားခြင်းလားရေပြိုင်နဲ့ပတ်သက်လာရင်မခင်ရွှေတွေးလို့ညံမမိနိုင်တော့ပါဘလို့ပင်ဖြစ်စေမခင်ရွှေကရွှေရုံမမကြံစီတဲ့ဥပိ္ပဆိုင်တို့ဇနီးမောင်နှံလက်ထဲကနေလက်မတင်လေးလွှတ်မြောက်လာခဲ့ရတဲ့အတွက်သွားလေသူမေဆိုင်မြိုင်ရဲ့ကျေးဇူးကိုမမေ့နိုင်အောင်ဖြစ်ရပါတယ်ဒါကြောင့်မေဆိုင်မြိုင်တို့ရည်စူးတဲ့အလူဒါနလေးပြုလုပ်ကအမျှဝေမယ်လို့စိတ်ထဲကစီစဉ်လိုက်ပြီးမိမိတို့ပေးထားတဲ့အခန်းလေးကိုတန်ရှင်းအောင်ပြုပြင်နေလိုက်ပါတယ်မခင်ရွှေအခုပြောင်းရွှေ့နေတဲ့အိမ်ကလူအများကြီးရှိတာမဟုတ်ပါအသက်80ကျော်အရွယ်ရှိအဖိုးကြီးသူနဲ့ရွယ်သူဇနီးဖြစ်သူအဖွားကြီးနဲ့ဝေယဝဆဆောင်ရွက်ပေးတဲ့မြေအရင်မိန်းကလေးတယောက်သာရှိပါတယ်ပစ္စည်းဥစ္စာချုံငယ်ခြင်းဖြစ်တော့လေအရင်ကဘသူ့ကိုမှထမင်းလာကပေးကျွေးခြင်းတက်ခုဝင်ပြူခြင်းမလုပ်ခဲ့ပါမခင်ရွှေရဲ့အခက်အခဲကိုကျောင်းဆရာကြီးကပြောပြမေတ္တာရက်ခံခဲ့တာကြောင့်လက်ခံခြင်းဖြစ်ပါတယ်ကျောင်းဆရာကြီးကထမင်းလာကပေးကျွေးတဲ့တခြားအိမ်တွေရှိပါတော့လေတခြားထမင်းလာကပေးစားသူတွေပါရှိနေတာကြောင့်ရှင်းရှင်းလင်းလင်းဖြစ်တဲ့ဒီအိမ်ကိုပြောထားပေးခြင်းဖြစ်ပါတယ်လူသူအဝင်ထွက်နေပါပြီးရှင်းလင်းအေးစိတ်တဲ့ဒီအိမ်နေရာမျိုးမှာ
နေရာချပေးတဲ့ကျောင်းဆရာကြီးရဲ့ကျေးဇူးကိုလည်းမခင်ရွှေကျေးဇူးတင်ပါတယ်။သို့တော့အင်ရှင်အဖိုးကြီးပွားကြီးတို့နေထိုင်ပုံကရေပြအိမ်ကဖွားရွှေတို့သားမိလို့မဟုတ်ပဲမခင်ရွှေကိုဆက်ဆံပုံကစိတ်ငားတယ်လို့ရှိတယ်လို့မခင်ရွှေယူဆပါတယ်။အဖိုးကြီးပွားကြီးတို့ရဲ့မြင်းမာလေးအရွယ်ကအသက်20ပတ်ဝန်းကျင်မှာရှိနေပြီးဖော်ဖော်ရွေ့ရွေ့ဖြစ်ပါတယ်။မခင်ရွှေနဲ့ခင်ခင်မင်မင်ဖြစ်ပါတယ်။ဒါကြောင့်အဖိုးကြီးပွားကြီးတို့နှစ်ယောက်ကစိမ့်နေအောင်ဖြစ်တော့လေမခင်ရွှေစိတ်ဆင်းရဲမှုဖြစ်လာအောင်တော့မမကျင်တော့မဟုတ်ပါသူတို့ပင်ကိုအနေကပင်ဒီလိုနေတတ်လို့လားတို့ရီမဟုတ်သူတို့ဘဝစကြောင်းမှာတူလေးပါးနဲ့စကားရှာရှိမပြောချင်တဲ့အကြောင်းရှိနေလို့လားမခင်ရွှေမျက်တောက်စွာပဲတွေးမိပါတယ်မင်္ဂလေးကအဖိုးကြီးနဲ့အဖွားကြီးရဲ့သမီးကမွေးခဲ့သူလို့သိရပါတယ်မခင်ရွှေနဲ့မင်္ဂလေးကကျွမ်းဝင်ခင်မင်မှုရှိကြပါတယ်မခင်ရွှေကလည်းမနေတတ်တဲ့အလျောက်အိမ်မှုကိစ္စတွေမှာရောအဖိုးကြီးအဖွားကြီးရဲ့ဝေယဥစ္စာတွေမှာရောစေတနာကောင်းကောင်းနဲ့ဝိုင်းကူလောက်ကန်ဆောင်ရွက်ပေးနေတာကြောင့်မင်္ဂလေးကပုံမပြီးတော့မခင်ရွှေကိုချစ်ခင်ရှာပါတယ်အဖိုးကြီးနဲ့အဖွားကြီးကမခင်ရွှေရဲ့စေတနာကိုမြင်ရတဲ့အခါဆက်ဆံမှုအမှုအရာစိတ်နှံရောင်ရှိတာကိုမပြင်တော့လဲမခင်ရွှေကိုကျင်နာချစ်ခင်တဲ့စိတ်ထားရှိတာကိုမခင်ရွှေသိချကက်ခတ်မိပါတယ်ဒီလိုနဲ့ပင်အင်ရှင်ဘင်းမင်္ဂလေးနဲ့မခင်ရွှေတို့အင်ကိစ္စအဖိုးကြီးဖွားကြီးဝေယဝစ္စာတွေကိုတယောက်နဲ့တယောက်မခုမကပ်လောက်ကန်နေကြခြင်းဖြင့်မင်္ဂလေးကမခင်ရွှေကိုပုံမယုံစားကချစ်ခင်လာခဲ့ပါတယ်။အဲဒီလိုနဲ့ပင်မခင်ရွှေကျောင်းအားတဲ့တရက်မှာအဖိုးကြီးအဖွားကြီးတို့ဖုန်းကျောင်းကိုထွက်သွားကြတဲ့အခိုက်မင်္ဂလေးနဲ့မခင်ရွှေတို့အလုံးမရှိကြပဲအေးလူလူစကားပြောနေကြရင်းကနေမိလောင်သွားတဲ့အိမ်ကျောင်းကိုရောက်သွားကြပါတယ်။ထိုအခါမင်္ဂလေးကတဲလွန်စားကိုဖော်ပြလိုက်ပြန်ပါတယ်။ဖိုးဖိုးနဲ့ဖွားဖွားကမမကိုခက်စိမ့်စိမ့်ပုံစံဆက်ဆံနေတာကိုမမသိလား။မခင်ရွှေသိကျင်နေတဲ့အချက်ဖြစ်လို့မခင်ရွှေကစိတ်ဝင်စားလာပါတယ်။အေးပြောစမ်းမအောင်ညီမလေးရဲ့အဲ့ဒီလိုအမတ်မထင်သဘောမျိုးနဲ့မေးလိုက်ပါတယ်။ကျမစီကသိရတယ်လို့မပြောနဲ့နော်မမ။မပြောပါဘူးကွယ်။မမဝမ်းထဲမှာပဲထားပါမယ်။ညီမလေးကိုမမချစ်ပါတယ်။စိတ်ချပြီးပြောပါ။မခင်ရွှေကခိုင်လုံတဲ့အတန်နဲ့ကြိပေးလိုက်ပါတယ်။မမကဟိုမီးလောင်သွားတဲ့အိမ်ကြီးကပြောင်းလာခဲ့တာဆိုတော့သူတို့မေ့ပြောက်ထားတဲ့အကြောင်းကိုသတိရစေတဲ့အတွက်ကြောင့်စိတ်မကောင်းလို့ခက်ဆင်းဆင်းနေလိုက်ကြတာပါမမကိုမုန်းလို့တော့မဟုတ်ပါဘူးဘာဆိုင်လဲညီမလေးရဲ့မမကမီးလောင်သွားတဲ့အိမ်ရှင်ထဲမှာမဟုတ်တာနောက်ပြီးအိမ်ကြီးမီးလောင်သွားတာအဖိုးဖွားတွေနဲ့ဘလို့ပတ်သက်နေလို့လဲမခင်ရွှေကနားမလဲတာကြောင့်ပြန်မေးလိုက်ပါတယ်မမနဲ့အိမ်ကြီးနဲ့တော့မဆိုင်ပါဘူးဒါပေမဲ့ဒီအိမ်ကြီးရဲ့ပိုင်ရှင်ဟိုယူပြီးတည်သွားတဲ့ဥတော်ထုံတော်ဇနီးမောင်နှံကရေပိုင်နဲ့ပတ်သက်နေရတဲ့သူတွေဟုတ်လားရေပိုင်ဆိုတဲ့နာမည်ကိုကြားလိုက်ရရင်ဖိုးဖိုးနဲ့ဖွားဖွားကသူတို့အကိုအတွက်စိတ်မကောင်းဖြစ်ရတာကအစပြန်မလာတတ်ကြလို့ပါဆီယမ်မလေးမခင်ရွှေပါဇက်ကိုမတိမတာဟားလိုက်မိပါတယ်ရေပိုင်နဲ့ငါနဲ့ကရေစက်ကိုမကုန်နိုင်ပါလားကြုံမကြုံရပါလေမတွေးထင်မမျောလင့်မဲ့မိဆိုင်မိုင်နဲ့တွေ့ကြုံပြီးရေပိုင်ရွာเจ้าကိုတိလိုက်ရပြန်တယ်အခုဒီဖိုးကြီးနဲ့ဖွားကြီးကလည်းရေပိုင်ရွာနဲ့ပတ်သက်နေပြန်ပြီတဲ့ငါဖို့တော့မှတ်တမ်းရေးစရာထုတ်ပတ်တိတစ်ခုရပြန်အောင်တော့မထင်နဲ့ဒီတခါကြားရမယ့်အကြောင်းထဲမှာကိုစင်းမောင်နဲ့ပတ်သက်တာတော့မပါပါစေနဲ့တော့မကင်ရွှေစိတ်ထဲကတန်ရတော်တွေးကစူတောင်းလိုက်မိပါတယ်အဲ့ဒီနောက်ပြောပါအောင်ညီမလေးရေရေပြအိုင်ရွာနဲ့ဟိုတည်ဆုံးသွားတဲ့ဥတော်ထုံတို့အိမ်နဲ့ဒီအိမ်ကအဖိုးဖွားတွေနဲ့ဘယ်လိုမှသက်ဆိုင်နေလို့လဲအဲ့ဒီလိုမိဘသားမိကုန်းကိုပဲမေးလိုက်ပါတယ်ဖိုးဖိုးနဲ့ဖွားဖွားကဥတော်ထုံထုံနဲ့တော့မပတ်သက်ပါဘူးရေပြအိုင်နဲ့သာပတ်သက်တာပါသူတို့အကိုကြီးကရေပြိုင်ရွာမှာနေရင်းကနေတရင်မကြရအောင်ပျောက်သွားလို့ဒါကြောင့်ရေပြိုင်ရွာနာမည်ကိုကြားလိုက်ရရင်သူတို့အကိုကြီးကိုတရိယာပြီးစိတ်မကောင်းကြဘူးမိလောင်သွားတဲ့အိမ်ကြီးကဥတော်ထုံတော်ဇနီးမောင်နှံကသူတို့ဘက်ကပြောင်းလာခဲ့တဲ့ဆိုတာကိုမပြောကြပဲလှုပ်ဝက်ထားကြပေမဲ့လူမသိစေချင်တဲ့အကြောင်းကကြံပန်ပြီးတော့ပေါ်ပေါက်တတ်တာပဲမမရေဖိုးဖိုးနဲ့ဖွားဖွားကဘလို့သိသွားကြတယ်ဆိုတာမပြောတတ်ဘူးဥတော်ထုံတော်ဇနီးမောင်နှံရောနောက်မှပြောင်းလာခဲ့တဲ့ဥပိဆိုင်တော်ဇနီးမောင်နှံရောခေါ်ပြီးတော့သူတို့အကိုကြီးအကြောင်းကိုမေးကြတယ်တဲ့ဒါပေမဲ့နှစ်ဦးစလုံးကသူတို့အကိုကြီးအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောနိုင်ကြဘူးဥတော်ထုံတော်ကဆိုရေပြိုင်နဲ့မပတ်သက်ဘူးလို့တောင်ဘူးကွယ်ပြီးတော့ညင်ရသေးတယ်ရေပြိုင်ကိုသူတို့မရဖူးတဲ့ဟန်မျိုးဒါပေမဲ့ခုတင်ကပြောသလိုလူမသိစေချင်တာကကြံဖန်ပြီးတော့လူသိတတ်တယ်သူတို့ဘလို့ပဲဟန်ဆောင်ပေမဲ့သူတို့တွေရေပြိုင်နဲ့ပတ်သက်နေတဲ့သူတွေဆိုတာကိုဖိုးဖိုးနဲ့ဖွားဖွားကသတင်းရနေပြီမခင်ရွှေက
မင်္ဂလိပြောနေတာတွေကိုနားထောင်နေရကနေမကောင်းမှုဟူသည့်စိတ်ကြွယ်ရမရှိဆိုတဲ့စကားကိုသတိရနေပါတယ်။ကောင်းတဲ့အကြောင်းသားလေးလူမသိအောင်ဖုံးပြလို့ရပါလိမ့်မယ်။မကောင်းတဲ့အကြောင်းကဘလို့နည်းနဲ့မှမလုံးကြုံတတ်ပါ။မေဆိုင်နိုင်သာအသက်ပေးပြီးကယ်ဆယ်ခြင်းမပြုခဲ့ရင်ဥဖေဆိုင်တို့ဇနီးမောင်နှံရုံမှမှုကိုခံလိုက်ရတဲ့သူ့အဖို့ဘလောက်အချက်ကွဲမယ်ဆိုတာကိုပြန်စဉ်းစားကဥဖေဆိုင်တို့ဇနီးမောင်နှံကိုဆက်ဆုပ်ယုံချခြင်းမေဆိုင်မြိုင်ကိုကျေးဇူးတင်သနာခြင်းတို့ကြောင့်စိတ်မကောင်းစွာနိုင်သွားမိပါတယ်။မခင်ရွှေရဲ့ပြောင်းလဲသွားတဲ့မျက်နှာကိုအကက်ခတ်မိတဲ့မိန်းကလေးကကျမပြောတာတွေကိုမယုံလို့လားမမအဲ့ဒီလိုမေးလာပါတယ်ထိုအခါမှမခင်ရွှေကမျက်နှာကိုပြင်လိုက်ပါတယ်ရုံမာတဲ့ညီမလေးရဲ့သူတို့လျှော့ဝှက်ချက်ကိုလူသိတယ်ဆိုတော့မြတ်စွာဘုရားဟောကြားတဲ့မကောင်းမှုဟူသည့်စိတ်ကြွယ်ရမရှိဆိုတာကိုသတိရပြီးတရားကြလိုက်မိလို့ပါဆက်ပြောပါဦးညီမလေးအဲ့ဒီလိုဖြေကဆက်လက်ပြီးတော့တိုက်တွန်းလိုက်ပါတယ်မင်္ဂလေးကဆက်ပြောပါတယ်ဒါနဲ့ဖိုးဖိုးနဲ့ဖွားဖွားလည်းသူတို့တွေကိုမမမှန်တဲ့သူတွေလို့ယူဆပြီးခေါ်ပြောဆက်ဆံခြင်းမလုပ်တော့ပဲကင်းကင်းနေခဲ့တယ်အခုမမကသူတို့တွေနေခဲ့တဲ့အိမ်ကြီးကပြောင်းလာခဲ့တာဆိုတော့ဒီအိမ်เจ้าကိုပြောလိုက်ရင်ဒီလူတွေကိုရောရေးပြအိမ်ကိုရောသူတို့ရဲ့ပြက်ကွယ်သွားတဲ့အကူကြီးကိုရောသတိရပြီးစိတ်ထဲမှာမကောင်းတော့မမကိုစိတ်ထဲကခင်မင်ကျင်လာကြပေမဲ့ဒီအိမ်အကြောင်းနဲ့ဒီအိမ်မှာနေတဲ့လူတွေအကြောင်းကိုမကြားချင်ကြတော့လို့ခက်စိမ့်စိမ့်နေလိုက်တာပါမမရဲ့မင်္ဂလေးရှင်းပြတဲ့အခါမခင်ရွှေကသဘောပေါက်လိုက်ပါလေအကယ်၍ရောရောဝင်စကားပြောမိကြရင်ဒီအကြောင်းတွေပါလာမှာဆိုတဲ့အတွက်ဖိုးဖိုးနဲ့ဖွားဖွားကြီးတို့ဒီလိုနေထိုင်ကြောင်းသိလိုက်ရတဲ့အခါအဖိုးကြီးနဲ့အဖွားကြီးတို့စိတ်တိခိုက်လောက်အောင်ဖြစ်သွားတဲ့ပြောက်ကွယ်သွားတဲ့အကူကြီးအကြောင်းကိုများစွာသိကျင်တဲ့ဆန္ဒကပေါ်လာခဲ့ပါတယ်အဖိုးနဲ့ဖွားစိတ်မကောင်းအောင်ပြောက်ကွယ်သွားခဲ့တဲ့သူတို့အကူကြီးရဲ့နာမည်ကဘာတူလဲညီမလေးမခင်ရွှေကမေးလိုက်တဲ့အခါမင်္ဂလေးကမဆိုင်မတော့ဖြေပါတယ်ဥတာပေါ်တဲ့မင်္ဂလေးရဲ့အဖြေကြောင့်မခင်ရွှေကြီးစွာသောအံ့ဩခြင်းနဲ့ဟာအဲ့ဒီစကားလုံးကမချုပ်တီးလိုက်နိုင်ခင်မှာပဲနှုတ်ကနေလွတ်ထွက်သွားခဲ့ပါတယ်မင်္ဂလေးကမခင်ရွှေနှုတ်ကထွက်လာခဲ့တဲ့အံ့ဩသံကြောင့်မခင်ရွှေရဲ့မျက်နှာကိုဖြတ်ခနဲကြည့်လိုက်ပါတယ်ဘာဖြစ်လို့လဲမမဥတာပေါ်ကြောင်ကြားဘူးလို့လားမင်္ဂလေးကမေးလိုက်တဲ့အခါမှာမခင်ရွှေနှုတ်ကထွက်သွားတဲ့အံ့ဩသံကိုပြန်ပြီးသတိပြုလိုက်မိပါတယ်ဆုံးပြန်ကြည့်ပြီရေပြအိမ်နဲ့မခင်ရွှေရေစက်မကုန်နိုင်ပါလားအင်ရှင်အဖိုးကြီးနဲ့အဖွားကြီးကအသက်80ကျော်အရွယ်တွေဖြစ်လေရာသူတို့ရဲ့ပျောက်ဆုံးသွားတဲ့အကိုကြီးဆိုသူကရေပြအိမ်မှာနေထိုင်ရင်းနဲ့ပျောက်ဆုံးသွားခဲ့တယ်နာမည်ကလည်းဥတာပေါ်ဖြစ်တယ်ဒါကြောင့်အခုကြားရတဲ့ဥတာပေါ်ကဘလို့နည်းနဲ့မဆိုဝါရွှေရင်တို့ထံမှာနေထိုင်ခဲ့တဲ့ငွေနိုင်နှင်းသူဆရာကြီးအဘသာပေါ်ပဲဖြစ်ပေလိမ့်မယ်လို့မခင်ရွှေခိုင်လုံစွာတွေးလိုက်ပါတယ်ရုတ်တရက်စကားပြန်မပြောနိုင်သေးပဲဖွားရွှေရင်ပြောပြတဲ့ရေပြိုင်ရွာကမွေးနိုင်သူဆရာကြီးအဘသာပေါ်ကငကားကြိုက်တဲ့လူနာကိုနောက်ဆုံးကုသပေးတဲ့နောက်ထိုငကားကိုပခုံးမော်တင်ပြီးဆက်သွားရမှာဆုံဆုံမြုပ်ကပျောက်ကွယ်သွားကြောင်းဖွားရွှေရင်ရဲ့ခင်မွန်းဥဖို့အောင်ကအိမ်မက်ထဲမှာဖွားရွှေရင်အပြိုဘဝတော်ကထူးဆန်းစွာတွေ့ခဲ့ရတဲ့ဝိညာဉ်လိုယောက်ျားပြိုနိုင်မိန်းမပြိုတို့ကိုတွေ့ခဲ့ရာဖျားစီတီကိုရှိတဲ့ကုန်းထိပ်ပေါ်မှာအဘသာပေါ်ကိုလူတစ်ပိုင်းမူတစ်ပိုင်းဖြစ်အိမ်မက်မက်ခဲ့ကြောင်းတွေကိုပြန်လည်သတိတရတွေးနေမိပါတယ်ဖိုးဖိုးအကူအဘသာပေါ်ကိုမမသိလို့လားရေပြိုင်เจ้าကိုတွေးနေတဲ့မခင်ရွှေရဲ့နှုတ်ဆိတ်စွာငိုင်းနေပုံကိုမင်္ဂလေးကအံ့ဩစွာကြည့်ပြီးထပ်မံမေးမြန်းလိုက်ပါတယ်ထိုအခါမှမခင်ရွှေကကြီးစွာအံ့ဩမှုကိုပြန်လည်ထိန်းချုပ်လိုက်ပါတယ်အခုညီမလေးပြောတဲ့ဥတာဘောဆိုသူကအဖိုးရဲ့အကိုလားအဖွားရဲ့အကိုလားမင်္ဂလေးရဲ့အမေကိုမဖြေပဲမခင်ရွှေကပြန်လည်ပြီးတော့မိကုံးထုတ်လိုက်ပါတယ်မင်္ဂလေးကသူ့မိကုံးကိုမဖြေပဲပြန်လည်မိကုံးထုတ်လိုက်တဲ့မခင်ရွှေကိုဖြတ်ခနဲလှမ်းကြည့်လိုက်ပါတယ်တိုးတော်စိတ်ထဲမှာအထွေထူးတော့ထင်မုံမရပါကျောင်းဆရာမပြီးသူများမိကုံးကိုမဖြေခြင်းပဲသူကသာမိကုံးထုတ်ခြင်းနဲ့ကျောင်းဆရာမညင်သာဖြစ်မယ်ဆိုတဲ့ယူဆချက်နဲ့မခင်ရွှေရဲ့မိကုံးကိုဖြေလိုက်ပါတယ်ဖိုးဖိုးနဲ့ဖွားဖွားနှစ်ယောက်စလုံးရဲ့အကိုမမရဲ့မခင်ရွှေမျက်လုံးပြူသွားပါတော့တယ်နှစ်ယောက်စလုံးရဲ့အကိုဆိုတော့ဒီအိမ်ကအဖိုးနဲ့အဖွားကမောင်နှမအရင်ဖြစ်မနေဘူးလားမောင်နှမအရင်ချင်းတော့ဗန်မိဘကမှလက်ထပ်ပေးမှာမဟုတ်ပါမင်္ဂလေးမသိလို့ပြောနေခြင်းဖြစ်ပေလိမ့်မယ်လို့မခင်ရွှေတွေးလိုက်ပြီးညီမလေးပြောတဲ့အတိုင်းဆိုရင်ဒီအဖိုးနဲ့အဖွားကမောင်နှမအရင်ဖြစ်မနေဘူးလားအဲ့ဒီလိုမေးလိုက်မိပါတယ်မင်္ဂလေးကရှည်ပြီးတော့ဖြေပါတယ်မသိတဲ့လူကတော့ဒီလိုပဲပြောနေကြတာပဲမောင်နှမအရင်တော့မဟုတ်ဘူးဒါပေမဲ့ဘိုးတာဘော်ရဲ့ညီနဲ့ညီမတော့အမှန်ပဲ
တွေးရခက်တဲ့ဘေးလီကြီးပါလားလို့မခင်ရွှေစိတ်ထဲကနေပြောလိုက်မိပါတယ်တော်တော်အဖိုးကြီးနဲ့အဖွားကြီးမောင်နှမရင်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုဆက်မတွေ့ပဲအဘသာပေါ်အကြောင်းကိုမေးလိုက်ပါတယ်ဒီအဘသာပေါ်ဆိုတာဘာကြောင့်များတားချင်းဆွေမျိုးတွေရှိနေတဲ့ဒီဒေသမှာမနေဘဲနဲ့ရေပြိုင်ဆိုတဲ့နေရာမှာတွားနေတာလဲညီမလေးရဲ့ကျမလည်းမသိဘူးမမရဲ့ဒီအကြောင်းကိုဖိုးဖိုးနဲ့ဖွားဖွားကတော့သိချင်သိကြလိမ့်မယ်ဘိုးသားပေါ်ကငွေကနေလူဖြစ်လာခဲ့တာဆိုလားမသိဘူးကြောက်စရာကြီးမို့ကျမနားမထောင်ရပါဘူးမခင်ရွှေကကလေးမလေးကိုဘာမှဆက်မမေးတော့ပါဆက်မေးနေရင်ဘလုံးပထွေးနဲ့တွေးရခက်တဲ့အဖြစ်တွေကိုသာပေးနေပါလိမ့်မယ်အင်ရှင်ဖိုးဖိုးနဲ့ဖွားဖွားတို့ကသာဒီအဖြစ်ကိုတေချာစွာပြောနိုင်ပေလိမ့်မယ်ဒါကြောင့်အဘသားပေါ်အကြောင်းကိုသူနီးသူဟန်နဲ့စုံစမ်းရန်မခင်ရွှေစိတ်ကူးရလိုက်ပါတယ်ဖွားရွှေကပြောခဲ့တယ်အဘသားပေါ်ကဘယ်ကလာတယ်မသိသူ့ကိုရေးရဆိုရင်ကိုလည်းဘယ်သူမှမေးလို့မရဘူးလို့ဆိုခဲ့ပါတယ်ဆွေမျိုးရင်းချာတယောက်လိုတိမ်ထဲမှာနေလာခဲ့တဲ့ဖွားရွှေတို့ဇနီးမောင်နှံမသိလိုက်ရတဲ့ဘိုးသားဘော်ရဲ့ဘဝတဲလွန်စားကိုအခုမခင်ရွှေကတက်တဲ့ဆန်ဆန်ရလိုက်ပါပြီရေပန်းရွာနဲ့ငါနဲ့ကတော်တော်ကိုရေဆက်ဆုံးပါလားတရွတ်တရာကိုရောက်လာခဲ့တော့လည်းမလွတ်ဘိုးသားဘော်အကြောင်းကတော့မေဆိုင်မိုင်လေးတို့မိသားစုအဖြစ်မျိုးလို့လူကြောင်မကောင်းတဲ့အဖြစ်မျိုးတော့ဟုတ်မှမထင်ဘူးဘာကြောင့်ဆိုတော့ဘိုးသားဘော်ကိုယ်တိုင်ကတော်တော်တွေအသက်ကိုကတင်လာခဲ့တဲ့သူတော်ကောင်းကြီးစစ်စစ်ပဲမခင်ရွှေကရေပန်းရွာနဲ့ပတ်သက်ပြီးတွေးနေရမင်းကလေးကိုပဲတတိမထားမိတော့ပါအတွေးထဲမှာနစ်နေပါတယ်အတွေးမြင်ကိုဖြတ်ပြီးမင်းကလေးကိုကြည့်လိုက်တဲ့အခါမင်းကလေးကပရှင်ကလေးကပင်မိဖို့ဆောင်ကိုထပ်သွားမှမသိလိုက်တော့ပါမိဖို့ဆောင်ကိုမခင်ရွှေလိုက်လာပြီးကြည့်တော့ထမင်းဟုတ်တရန်ဆန်ဆေးနေပါပြီကျောင်းပိတ်တဲ့တရက်မှာမခင်ရွှေကမြို့ထဲကိုထွက်ပြီးသူလိုအပ်တဲ့ပစ္စည်းလေးတွေကိုဝယ်ချမ်းပြီးပြန်လာရမှတပေပတ်လည်းရှိတဲ့ပကြီးကားတစ်ချက်ပါလာခဲ့ပါတယ်ပကြီးကားကိုတန့်ပြန်ဖြူစင်တဲ့ပိတ်ဖြူနဲ့ထုတ်ပိုးလာပါတယ်အိမ်ဝန်ကမ်းဘက်မှာကိုရင်တလုံးအလဲမှာချထားပြီးတူတူတသားစကားပြောနေကြတဲ့အဖိုးကြီးနဲ့အဖွားကြီးရှိရာကိုမခင်ရွှေကရိုးသေးစွာသွားပြီးတော့သူတို့နှစ်ယောက်ရှိမှတူးတုပ်ပြီးထိုင်လိုက်ပါတယ်ဖိုးဖိုးနဲ့ဖွားဖွားကိုကျမကတော့ပါတယ်မခင်ရွှေကပြောပြီးတော့သူယူလာခဲ့တဲ့ပစ္စည်းတွေကအဖိုးကြီးနဲ့ဖွားကြီးကြိုက်တတ်တဲ့မလိုင်လုံးအထုပ်ကြီးကိုနှစ်ယောက်လုံးရှေ့မှာချပြီးရိုးသေးစွာလက်အုပ်ကြီးကတော့လိုက်ပါတယ်မခင်ရွှေကဒီအိမ်ကိုရောက်ရှိလာပြီးမှတစ်လတစ်ချိန်လောက်အခုလိုဖိုးကြီးဖွားကြီးကြိုက်တတ်တဲ့မုတ်ပဲတရေစာဟင်းကျွေးဟင်းလျာဝယ်ပြီးကတော့တတ်တာကိုအဖိုးကြီးနဲ့ဖွားကြီးကသိပြီးသားဖြစ်တာကြောင့်အထူးဆန်းမဟုတ်တော့ပါတို့မှရှာရှာပါပါမဟုတ်ပါဘူးဆရာမရေပစ္စည်းမပါပဲလက်အုပ်ချပြီးကတော့ရင်လည်းကျဉ်တ်ပါတယ်ဆရာမရဲ့စေတနာကိုတို့သိပြီးသားပါအဲ့ဒီလိုစကားကိုပြောခဲ့ဘူးပါတယ်တော်တော်မခင်ရွှေကကျမမှာမိဘဘိုးဘရဲ့လို့မရှိတော့ရောက်ရကြောင်ရမှာခုလိုတကြီးဝါကြီးပုံကိုယ်တွေကိုပဲကျမမိဘလို့ဘိုးဘလို့လှူခဲ့ရပါတယ်ကျမကိုတနာရင်လက်ခံပါရိုးရိုးသေးသေးတောင်းပန်ထားတာကြောင့်အဖိုးကြီးနဲ့အဖွားကြီးတို့ကမခင်ရွှေကြောတဲ့ပစ္စည်းကိုလက်ခံနေထမင်းလာကကိုရှော့ယူလာခဲ့ကြပါတယ်အခုလဲမခင်ရွှေကြောတာကိုခံယူပြီးစုံမုံနေပေးလိုက်ပြီးတဲ့အခါမခင်ရွှေကစကားဆလိုက်ပါတယ်ဖိုးဖိုးနဲ့ဖွားဖွားကိုကျမကြိုတင်ပြီးအတိပေးတောင်းပန်ထားပါရစေဘာများလဲဆရာမလေးအဖွားကြီးကမေးပါတယ်တခြားတော့မဟုတ်ပါဘူးကျမကြည်ညိုနေတဲ့ပုဂ္ဂိုလ်ကြီးတူရဲ့ပုံကိုကျမအခန်းမှာရိုးသေးသေးကိုးကွယ်ထားခြင်းလို့ပါဒီပုဂ္ဂိုလ်ကြီးရဲ့ပုံကိုပကြီးစရာတယောက်ထံမှာအပ်ပြီးတော့ဆွဲခိုင်းလာခဲ့တာဒီနေ့ပြီးလို့တောက်ယူခဲ့ပါတယ်ဖွားဖွားတို့အိမ်ပေါ်မှာကျမနေခိုင်းဒီပုံကိုကျမကိုးကွယ်တာဖွားဖွားတို့ကိုကြိုတင်အသိမပေးမပန်ကြရင်အင်ရှင်ဖြစ်တဲ့ဖွားဖွားတို့ကိုမယိုသေးရရောက်မှာဆိုလို့ပါဘာပုံလဲဆရာမရဲ့38မိနစ်ပုံနေလားအဖိုးကြီးနဲ့အဖွားကြီးကအနန္တနန္ဒ၅ပါးကလွဲရင်ဘာကုန်းမှမကိုးကွယ်ပဲရှင်းရှင်းနေကြောင်းကိုမခင်ရွှေရောက်လာကစားကပင်သိခဲ့ပါတယ်ဒါကြောင့်အဖွားကြီးကနတ်ပုံနေလို့ထင်ပြီးမိလိုက်ခြင်းဖြစ်ပါတယ်မဟုတ်ပါဘူးဖွားဖွားရဲ့ကျမကြီးပန်းရွာမှာနေစဉ်မခင်ရွှေစကားမဆုံးမီတခုမှမပြောခဲ့ပဲနှုတ်ဆက်နေခဲ့တဲ့အဖိုးကြီးကဖြတ်မေးလိုက်ပါတယ်။အော်ဆီယမကရေပန်းရွာမှာနေခဲ့သေးတာကိုအခုမှသိရတယ်။အဲ့ဒီလိုပြောလိုက်တဲ့အဖိုးကြီးရဲ့အတန်ကစိတ်ဝင်စားသွားဟန်ပါတယ်လို့မခင်ရွှေယူဆလိုက်ပါတယ်။ဟုတ်ကဲ့ပါဖိုးဖိုးမခင်ရွှေကဖြေလိုက်ပါတယ်။ကဲဆက်ပြောစမ်းမအောင်လေ။အဖိုးကြီးကနေရာကိုပြင်ထိုင်ရင်းနဲ့ထိုက်တွန်းလိုက်ပါတယ်။ဟုတ်ကဲ့ရေပြာအိမ်မှာကျမနေထိုင်ခဲ့စဉ်ကအင်မတန်ချင်းညိုစရာကောင်းတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးအကြောင်းကိုကျမနေတဲ့အိမ်ရှင်ဖွားဖွားရွှေရင်ပြောပြလို့ကြားခဲ့ရပါတယ်။
လူကိုယ်တိုင်မတိလိုက်မမီလိုက်တော့လေဒီပုဂ္ဂိုလ်ကြီးရဲ့မြင့်မြတ်တဲ့စိတ်ထားနဲ့မူကက်ခံရတဲ့တတ္တဝါမှန်သမျှကဲတင်ခဲ့တယ်လို့ကြားရတော့တင်ညိုလုံးလို့စိတ်မနဲ့ကြောက်မိပါတယ်တော်ရွာဆိုတော့လေပကြီးစရာရဲ့လို့ပဲရှိပါမလဲဖို့ဖို့ရဲ့အခုဒီမျိုးကိုရောက်လာခဲ့တော့မှပကြီးစရာတဦးစီမှာဒီပုဂ္ဂိုလ်ကြီးရဲ့အထုပ်ပတ်တိနဲ့လိုက်လို့တဲ့ပကြီးပုံဆွဲခိုင်းရတော့တယ်ဒီပုဂ္ဂိုလ်ကြီးပုံကိုကျမကိုးကွယ်မလို့ပါမခင်ရွှေရဲ့စကားကြောင့်အဖိုးကြီးနဲ့အဖွားကြီးမျက်နှာကစိတ်အားထက်သန်တဲ့အမူအရာမျိုးဖြစ်လာကြပါတယ်အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့နာမည်ကိုရောသိလာခဲ့ရလားဆရာမအဖွားကြီးကမေးပါတယ်ဟုတ်ကဲ့သိလာပါတယ်ဖော်ပါကျမနေခဲ့တဲ့ဖော်ပါရွှေရင်တို့အိမ်မှာပဲဒီပုဂ္ဂိုလ်ကြီးကသူပြောက်ကွယ်သွားတဲ့တိုင်အောင်နေထိုင်သွားခဲ့တယ်ဆိုတော့ဖော်ပါရွှေရင်ကတခြားပြောပြလိုက်လို့ကျမမှတ်မိနေပါတယ်ပြောစမ်းပါဆရာမရေနာမည်ကဘယ်လိုလဲလဲဖော်ပါရွှေရင်ကတော့သူ့ထက်အသက်ကြီးလာတဲ့တကြောင်မောင်နှမအရင်ချလို့နေကြတော့ကိုရင်သာပေါ်လို့ခေါ်ပါတယ်တဲ့နာမည်ချင်းကတော့ဥသာပေါ်လို့ခေါ်တာပေါ့ဖိုးဖိုးရေအဖိုးကြီးနဲ့အဖွားကြီးကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါတယ်အဲ့ဒီနောက်တပင်းပြိုင်လူချလိုက်ကြပါတယ်အဲ့ဒီဥသာပေါ်ဆိုသူကဆရာမပြောတဲ့အိမ်မှာနေသွားတာဘယ်လောက်ကြာခဲ့ပြီလဲအဖိုးကြီးကမေးပါတယ်ဖော်ပါရွှေရင်ပြောခဲ့တဲ့အတိုင်းကျမမှတ်လာခဲ့တာတော့ဖော်ပါရွှေရင်အသက်20လောက်မှဖြစ်ပါတယ်ကျမကြီးပန်းရွာကထွက်ခွာလာခဲ့စဉ်ဖော်ပါရွှေရင်အသက်က80နာနီးနေပါပြီဖို့ဖို့အဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်လုံးအတန်ကြာစကားမပြောကြပဲနှုတ်ဆက်နေကြပြီးမှတယောက်တစ်ခုပြောလိုက်ကြပါတယ်ဆီယမကိုးကွယ်မယ်ဆိုတဲ့ပုံကိုပြသမ်းပါဘလို့ပုံမျိုးဆွဲခိုင်းထားတာလဲအရိကမခင်ရွှေကသူယူလာခဲ့တဲ့ပကြီးပုံကိုထုတ်ပိုးထားတဲ့ပက်ဖြူစာကိုညင်သာစွာဖြေလိုက်ပြီးအဖိုးဖွားကြီးနှစ်ယောက်ရှိကိုကျိုးသေးစွာထောင်ပြလိုက်ပါတယ်ပကြီးပုံကဖော်ပါရွှေပြပြခဲ့တဲ့အဖြစ်ကိုမူတည်ပြီးရေးဆွဲထားခြင်းဖြစ်ပါတယ်ဇေဒီကိုရှိရာတောင်ကုန်းပေါ်မှာကိုရင်သားဘော်ကိုကိုဖိုးအောင်ကအိမ်မက်ထဲမှာတွေ့ခဲ့တဲ့ဆိုတဲ့စကားအတိုင်းရေးဆွဲထားတဲ့ပုံဖြစ်ပါတယ်စိတ်မန်းဆွဲထားတဲ့အဘသားဘော်မျက်နှာကတင်းငိမ်ခံရတယ်ကြက်တည်ရှိတယ်တရဝါတွေပေါ်မှာကျင်နာသနာတဲ့ဂယုနာရှင်မျက်နှာထားမျိုးပြက်ပြက်သားသားပေါ်နေပါတယ်ဘုဒ္ဓဘော်ရဲ့ပုံစံကိုမန်းစာပြီးရေးဆွဲထားတဲ့ပကြီးကပင်ကျင်ညိုစရာကောင်းနေပါတယ်အဖိုးကြီးကပကြီးပုံကိုမခင်ရှိလက်ထဲကယူလိုက်ပါတယ်အဲ့ဒီနောက်အဖွားကြီးနဲ့အတူပုံကိုမျက်နှာနုံကြည့်ကနှစ်ယောက်စလုံးမျက်ရည်လည်နေကြပါတယ်မခင်ရွှေကအဖိုးကြီးနဲ့အဖွားကြီးအရေးကဲကိုသတိထားကြည့်နေပါတယ်အဖိုးကြီးနဲ့အဖွားကြီးကပကြီးပုံကိုမောအနေနဲ့ကြည့်ချင်းမျိုးနဲ့ကြည့်နေကြခြင်းမခင်ရွှေရဲ့လက်ထဲကိုပြန်မပေးပဲသူတို့နှစ်ယောက်ထိုင်နေတဲ့အနားမှာရှိနေတဲ့စဝဲခုံဝိုင်းလေးပေါ်ကိုတယောက်တည်းတင်ထားလိုက်ကြပါတယ်အဲ့ဒီနောက်မခင်ရွှေကိုပြောလိုက်ပါတယ်ဒီပုံကိုဆရာမတယောက်တည်းကိုးကွယ်ဖို့မဟုတ်ဘူးအဖိုးနဲ့အဖွားပါကိုးကွယ်ပါမယ်ဘာကြောင့်မှလဲဖိုးဖိုးမခင်ရွှေကမသိရန်ဆောင်ပြီးမေးလိုက်ပါတယ်ဘာကြောင့်ဆိုတာကိုတော့ပြောသိရင်ပြပါမယ်လေဆရာမကြားလာခဲ့တဲ့ဥသာဘော်အကြောင်းကိုပြောစမ်းပါအောင်ဟီဘန်ရွာမှာဥသာဘော်ဘလို့နေထိုင်ခဲ့တယ်ဘာတွေလုပ်သွားတယ်နောက်ဆုံးဘလို့ပြောက်ွယ်ခဲ့တယ်ဆိုတာအဖိုးတို့တေးချာချာကြားချင်ပါတယ်ဆရာမအဖိုးကြီးနဲ့အဖွားကြီးကတိုက်တွန်းလိုက်ကြပါတယ်ဟုတ်ကဲ့ဖော်ပါရွှေရင်ပြောပြခဲ့တာတွေကိုကျမမှတ်တမ်းသဘောမျိုးတေချာတစ်လုံးမကြံရေးမှတ်ခဲ့ပါတယ်အဲ့ဒီမှတ်တမ်းကိုဖိုးဖိုးနဲ့ဖော်ပါဖတ်ကြည့်ပါမရွှေရင်ကပြောပြီးတော့သူမရေးသားမှတ်တမ်းတင်လာခဲ့တဲ့ရေပြအိမ်ကဇလိုင်းများဖိုင်နယ်ကြီးကိုယူလာခဲ့ပါတယ်ဖိုင်နယ်မှာဥသာဘော်အကြောင်းကိုမှတ်တမ်းတင်ထားတဲ့ရေပြအိမ်မမွေနိုင်သူဆိုတဲ့စာရွက်ကိုယူပေးလိုက်ပါတယ်ဒီရေပြအိမ်မမွေနိုင်သူဇလန်းကိုကျွန်တော် channel မှာတင်ဆက်ခဲ့ပြီးပါပြီခင်ဗျာဆရာမလေးပဲဖတ်ပြပါအဖိုးကြီးဖွားကြီးနှစ်ယောက်လုံးကပြောတာကြောင့်မခင်ရွှေကအရှင်းရှင်းနဲ့ရေပြအိမ်ကမွေနိုင်သူအကြောင်းကိုဖြည်းဖြည်းလေးလေးပဲဖတ်ပြလိုက်ပါတယ်အဖိုးကြီးနဲ့အဖွားကြီးကကြုံယုံစွာထိုင်ကတရားနာတဲ့ကဲ့သို့လေးလေးစားစားကိုနားထောင်နေကြပါတယ်မခင်ရွှေဖတ်ပြလို့ရေပြအိမ်မမွေနိုင်သူအဘသားပေါ်အကြောင်းပြီးဆုံးသွားတဲ့အခါအဖိုးကြီးရောအဖွားကြီးပါမျက်ပြင်းကျနေတဲ့မျက်လုံးအိမ်ကမျက်ရည်မှဆင့်ကျလာခဲ့တာကိုမခင်ရွှေတွေ့ရတဲ့အခါသူတို့နှစ်ယောက်ကသူတို့အကိုကြီးဖြစ်သူဘိုးသားပေါ်ကိုဘလောက်တောင်ချစ်ခင်လွမ်းဆွနေတယ်ဆိုတာခံမှန်းမိလိုက်ပါတယ်မခင်ရွှေပင်ဖွားရွှေရင်ပြပြစဉ်ကမမြင်ဘူးလိုက်ပဲနဲ့စိတ်ထဲမှာဝမ်းနဲ့တို့လိုခံစားလိုက်ရသေးသည်ဖြစ်လေရာညီကိုရင်းဖြစ်တဲ့အဖိုးကြီးနဲ့အဖွားကြီးတို့မျက်ရည်ကျသည်မှာကြားထိုက်ပေတယ်လို့တွေးလိုက်မိပါတယ်အဖိုးကြီးနဲ့အဖွားကြီးကမျက်ရည်တုံနေစဉ်မှာပင်မခင်ရွှေကမမြင်ဆောင်ပြီးပြောလိုက်ပါတယ်ရေပြိုင်ရွာမှာနေစဉ်ဖွားရွှေရင်ပြပြကလေးကကျမစိတ်ထဲမှာအဖိုးသားပေါ်ကိုကြင်ညိုမိလိုက်တာလေ
အင်မတန်ကိုမြင့်မြတ်တဲ့ကယ်တင်ရှင်အဖိုးသားပေါ်ရဲ့ဆွေမျိုးတွေဆိုရင်ဘယ်လောက်များဂုဏ်ယူဖို့ကောင်းနိုင်မလဲမခင်ရွှေရဲ့စကားကိုသဘောကျသွားဟန်တူတဲ့အဖိုးကြီးနဲ့အဖွားကြီးကတယောက်တစ်ခုပြောလိုက်ကြပါတယ်အော်အကိုကြီးတရင်ကြားနဲ့မရေမရဖြစ်နေတာအခုတော့တကယ်ပဲခိုင်ခိုင်လုံလုံသိရတော့ရှေ့ပြည့်နောက်ပြည့်တွေးပြီးလွှမ်းလိုက်ပါရဲ့အကိုကြီးရဲ့အဖွားကြီးကလှက်လဲပြောလိုက်ပါတယ်အေးကွယ်အကိုကြီးလေတို့ကိုခွဲကနေပြောသွားခဲ့တာလေမင်းတို့နဲ့ငါအပိခွဲသွားတာဖြစ်ကောင်းဖြစ်မယ်ငါတို့ဘာပစ္စည်းမှမချန်နဲ့အားလုံးယူကြကဲတဲ့နဲ့တတော်ဝါတွေကဲဖို့ငါသွားတော့မယ်လို့နှုတ်ဆက်သွားတဲ့အတန်လေးကိုငါနားထဲမှာခုတတိတိုင်ချားအောင်နေသေးတယ်ကွယ်ထိုကမခင်ရွှေကအံ့ဩဟန်နဲ့အော်ကျမကြည်ညိုနေတဲ့ပုံကိုကြီးအဘိုးသားဘော်ကိုဖိုးဖိုးနဲ့ဘွားဘွားတို့ကသိကြလားသိရင်ကျမကိုပြောပြပါလို့တောင်းပန်ပါတယ်ကျမအလုံးကိုကြည်ညိုတဲ့ပုဂ္ဂိုလ်မြတ်ကြီးရဲ့မျိုးရိုးစာတိအရက်ဒေသကိုကျမအင်မတန်ကိုသိချင်ပါတယ်ဖွားဖွားရဲ့မခင်ရွှေကအလုံးကိုရိုသိနှိမ့်ချတဲ့လေသံနဲ့ပန်ကြားလိုက်ပါတယ်အဲဒီကအဖိုးကြီးနဲ့အဖွားကြီးနှစ်ယောက်သားကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါတယ်အဲဒီနောက်စိတ်ကိုဆုံးဖြတ်လိုက်ကြဟန်နဲ့အခုမှတော့ဖုံးနေပါနဲ့တော့အဖိုးကြီးရဲ့ဆရာမလေးသိချင်တာတွေပြောပြလိုက်ပါအဲဒီလိုအဖွားကြီးကပြောလိုက်ပါတယ်ဒီကအဖိုးကြီးကအေးလေအကိုကြီးเจ้าကိုအခုလိုသူ့ရဲ့နောက်ဆုံးချိန်ဘဝဇာလန်ကိုအခုလိုလေးလေးစားစားရိုးရိုးသေးသေးနဲ့မှတ်တမ်းတင်ထားတော့ဆရာမကိုကျေးဇူးတင်ပါတယ်ဒါကြောင့်အကိုကြီးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောပြပါတော့မယ်ကွယ်ဒီအကြောင်းတွေကိုအဖိုးတို့ဘသူ့ကိုမှမဖွင့်ရဘူးသေးဘူးအဲ့ဒီလိုပြောပါတယ်ဆရာမလေးမခင်ရွှေအလွန်မင်းကိုဝမ်းသာသွားပါတယ်ကျေးဇူးလက်တင်ဝမ်းနဲ့သာပါတယ်ဖိုးဖိုးအဖိုးသားပေါ်အကြောင်းကိုရေပြအိမ်မမွန်နိုင်သူအထုပ်ပတ်တိနဲ့ဆက်ပြီးကျမမတန်းနေရေးသားပါမယ်ပြောပြပါဖိုးဖိုးအဖိုးကြီးကလေးတွဲတဲ့အတန်နဲ့စင်စားစားပြောနေပါတယ်မခင်ရွှေကစိတ်ဝင်စားစွာမှတ်သားနှထောင်နေပါတယ်တခါတည်းအဖိုးကြီးပြောဒီမှာလိုအပ်နေတဲ့အချက်များကိုအဖွားကြီးကထောက်ကူဖြစ်ဆက်ပြီးတော့ပြောပြပါတယ်ရေပြအိမ်ရွာကမွန်နိုင်သူအဘသားပေါ်အကြောင်းကိုအဖွားရွှေပြောပြခဲ့စဉ်ကအဘသားပေါ်ရဲ့နောက်ကျောင်းဘဝဖြစ်စဉ်မပါခဲ့ပါရေပြိုင်ရွာကိုရောက်ရှိလာခဲ့တဲ့အခန်းကသာစတင်ပြီးတရားသလောက်ပြောပြခဲ့ခြင်းဖြစ်လေရာမခင်ရွှေကအဘတာပေါ်ရဲ့ဘဝဖြစ်စဉ်ကိုနောက်ကျောင်းရာဇဝင်နဲ့ပတ်သက်ပြီးဘာမှမသိခဲ့ရတဲ့အလျောက်အမှတ်မထင်ပဲနေခဲ့ပါတယ်အခုမမျှော်လင့်မှတိုက်ဆိုင်သွားသိရတော့မှအတွက်မခင်ရွှေဝမ်းသာလုံးနေပါတယ်ဒါကြောင့်အဖိုးကြီးနဲ့အဖွားကြီးကိုမမိတ်သောမျက်လုံးနဲ့ကြည့်ကပြောပြနေတဲ့အဘတာပေါ်အကြောင်းကိုစိတ်ဝင်စားစွာနားထောင်ပြီးအခုလိုပဲမှတ်တမ်းရေးလိုက်ရပြန်မှာတော့တယ်အဘသားပေါ်ရဲ့မိဘတွေကမြန်မာလူမျိုးတွေမဟုတ်ကြပါမြန်မာတို့နဲ့သွေးသားရင်းချတွေဖြစ်ကြတဲ့ချင်းသွေးပါတဲ့သူတွေဖြစ်ကြပါတယ်ဆောင်းဆောင်းဆိုင်ဆိုင်ပြန်ရန်တီမိုင်းမိုင်းအုတ်ထွေဝေဝေမှုမှုညှို့ရယုံဖြင့်မြတ်တို့ရှိန်ရှိန်ခတ်သိန်းတောတောင်ကုံအောင်ပတ်ကုံမျော်မဆုံးသည်နှလုံးများပွယ်ရှိလာ၏ရှင်တေသောတာရရေးသားထားခဲ့တဲ့ရတုအတိုင်းတောတောင်ကနိုင်စိတ်မြိုင်အားကြီးလာတဲ့ရခိုင်ရိုးမတောင်တန်းကြီးတွင်အခုသောတောင်ကြားမှာဆွေမျိုးတစုရွာကလေးတစ်ခုတီထောင်နေထိုင်လာခဲ့ကြတဲ့ချင်းမျိုးသားမိဘကနေပေါက်ဖွာလာခဲ့တဲ့သူဖြစ်ပါတယ်။အဘတာပေါ်လူဘဝရောက်ရှိလာပြီးအသက်14နှစ်အရွယ်ထိတောကဆိုတာမြူကြီးများမရှိခဲ့ပဲမိဘများနဲ့တူလက်ရည်တစ်ပြေနဲ့လောက်ကန်စားတော့ကပျော်ရွှင်စွာနေထိုင်လာခဲ့ပါတယ်။မိုးစွန်တီကောင်ရီမောင်အုပ်ဆိုင်မိုင်းမိုင်းဝေသောရခိုင်ရိုးမတောင်တန်းကြီးက၎င်းအေးမြကြည်လင်တင်သွင်းစီးစင်းလျက်ရှိတဲ့တောင်ကျချောင်းရည်များနဲ့တောင်ကပရံကစိမ့်ထွက်နေတဲ့စင်စမ်းရည်ကြီးကရေအိုင်ဖြစ်နေတဲ့ဆိုင်းအိမ်များက၎င်းတောင်မြင့်ပွေစုံမှတွန်တွန်စီးကြနေတဲ့ရေတခွန်တွေက၎င်းတပင်ပြန်ကူးတပင်မျိုးလိုတွန်ကျူးဟစ်ကျွေးနေတဲ့ကျင်းငတ်တွေက၎င်းအဘတာဘော်ကမခွဲနိုင်မခွာရက်အောင်မျက်နှာချစ်ခင်နေတတ်လာပါတယ်ဒါကြောင့်ဆွေမျိုးတစုအေးချမ်းစွာနေထိုင်ကတီနန်ဆိုင်ပြုတ်လောက်ကင်ပြီးရရှိတဲ့တီးနိုင်များကိုအိမ်အောင်စုလိုက်ထမ်းဖို့ရွက်ယူကရောင်းချခြင်းဖြင့်ရရှိတဲ့ငွေကြေးကိုအထိုက်လျောက်သုံးစားကရောက်ရဲအေဂျင့်စွာနေထိုင်လာခဲ့ကြတဲ့ဘာသာဘော်တို့ရွာကလေးကစိတ်ချမ်းမြေ့စရာကောင်းလာပါတယ်။ဘာသာဘော်တို့ရွာကလေးကအင်ဂျင်များစွာရှိတာမဟုတ်ပဲဆွေမျိုးစုသားတီထောင်နေထိုင်ကြတဲ့ရွာကလေးဖြစ်တာကြောင့်18အိမ်မသာရှိပြီးစုစုပေါင်းလူပေါင်း30ခန်းလောက်သာရှိပါတယ်။ရွာကလေးကပေ900ကျော်ကျော်မြသာမြင့်နဲ့ချိတ်တောင်နဲ့တစ်ဖက်ကမြန်မာလာတဲ့တောင်ကြီးတစ်လုံးရှိနေတဲ့တောင်ကြားရွာလေးဖြစ်ပါတယ်။ချိတ်တောင်ကရခိုင်ရိုးမတောင်တန်းကြီးထဲမှာအပါအဝင်တောင်တန်းငယ်တစ်ခုသာဖြစ်ပါတယ်။
အဘသာဘော်တို့နေထိုင်တဲ့ရွာကလေးနားမှာချောင်းတစ်ခုရှိပါတယ်။ထိုချောင်းကရွှေထင်းကအမည်ရှိတဲ့ချောင်းကြီးတစ်ခုတည်းကိုစီးဝင်တဲ့တက်ကလေးဖြစ်ပါတယ်။ထိုချောင်းတိုင်းလိုက်သွားရင်ရွှေထင်းကချောင်းကိုရောက်မယ်။ရွှေထင်းကချောင်းတိုင်းဆုံသွားရင်ပြည်ခရိုင်တွင်းမှာရှိတဲ့အုတ်ရှိပင်ကိုရောက်နိုင်ပါတယ်။ဒါကြောင့်ဘာသာဘော်တို့ဆွေမျိုးတစုကတွားလဲလာလဲအဆင်ပြေတဲ့ဒီနေရာကိုရွေးပြီးမြေခုတ်ထွင်ကတောင်ရပဲကင်းစိုက်ပျိုးခြင်းစဘာစိုက်ပျိုးခြင်းနဲ့အေးချမ်းသာယာသောနေထိုင်လာခဲ့ကြသည်မှာဘာသာဘော်လူဘဝကိုမရောက်ခင်ကပင်ဖြစ်ပါတယ်။အေးချမ်းသာယာသောနေထိုင်လျက်ရှိကြတဲ့ဘာသာဘော်တို့ရွာကလေးမှာတခုသောညနေနေဝင်စီးစာချိန်မှာထိတ်လန့်ကြေကွဲစရာအဖြစ်တစ်ခုကမမျှော်လင့်မှဖြစ်လိုက်ပါတယ်။ဘာသာဘော်တို့ဆွေမျိုးစုမှဖြစ်ခြင်းမဟုတ်ဘယ်နေရာကရောက်လာမှမသိရတဲ့မိသားစုနှစ်စုကြောင့်ဖြစ်ပါတယ်။ချင်းဘာသာစကားနဲ့ငါတို့ကိုကဲပါအောင်ငါတို့ကိုကဲပါအောင်အဲ့ဒီလိုလိုက်လဲစွာထိတ်လန့်တဲ့အတန်နဲ့အော်ဟစ်ကလူတစုကဘာသာဘော်တို့ရွာလေးတွေကိုပြေးဝင်လာကြပါတယ်။လူကြီး9ယောက်နဲ့ကလေး2ယောက်ဖြစ်ကြပါတယ်။ဘာသာဘော်တို့ဆွေမျိုးတစုကအော်ဟစ်ပြေးတော့လာခဲ့ကြတဲ့လူတွေကြောင့်တိန်နဲ့တိန်လန့်အော်သတိပေးအကြောင်းကြားရင်အသီးသီးပြေးထွက်ကြည့်လိုက်ကြပါတယ်။ပြေးထွက်ကြည့်လိုက်တဲ့လူစုတွေထဲမှာအသက်19နှစ်ရှိနေပြီဖြစ်တဲ့ဘာသာဘော်ကရှေ့ဆုံးကဖြစ်ပါတယ်။ပြေးလာကြတဲ့လူစုကရွာအစွန်အိမ်တိန်ရှိကိုရောက်ရမှသာရှိပါသေးတယ်။တုံယုံလဲကြကနှုတ်ကနေမပြီးမသားရရွပြောဆိုကြရဲ့နဲ့ထိတ်လန့်စပွဲတိတ်ဆုံးကုန်ကြပါတယ်။သို့တော့တော်အုပ်စုထဲမှာပါလာခဲ့တဲ့အခါလေတသားအရွယ်မှသာရှိသေးတဲ့ကလေးငယ်2ယောက်ကတော့တိတ်ဆုံးခြင်းမဖြစ်ပါ။တယောက်သောကလေးငယ်ကတူးသောမိမရွယ်ရင်ခွင်ထဲမှာတင်းကျပ်စွာပိုက်ဖက်ထားလျက်၎င်းနောက်တူးသောကလေးငယ်ကတယောက်သောမိမရွယ်ရင်ခွင်ထဲမှာပိုက်ဖက်ထားလျက်၎င်းတွေ့လိုက်ရပါတယ်။ကလေးငယ်2ယောက်ကသူတို့ကိုပိုက်ဖက်လျက်နဲ့တိတ်ဆုံးနေကြတဲ့သူတို့မိခင်များရဲ့ရင်ခွင်မှာဖတ်တွေကထိတ်လန့်ကြောက်ရွံ့တဲ့အတွက်အတန်မထွက်နိုင်ရရှာပါမျက်လုံးဝိုင်းလေးများနဲ့ဝိုင်းအောင်ကြည့်နေကြတဲ့ဘာသာဘော်တို့အုပ်စုကိုတနာစပွဲပြုကြောင်ကြောင်မှုရလေးများနဲ့ကြည့်နေကြသည်မှာတနာစရာကောင်းတော့မှာတော့တယ်ရှောင်းတခင်တွေးလိုက်ရတဲ့ထိတ်လန့်စရာလူမြင်ကွင်းကြောင့်ဘာသာဘော်တို့ဆွေမျိုးတစုလုံးကဘယ်သူမှစကားမပြောနိုင်အောင်ဖြစ်နေကြပါတယ်စကားပြောရအောင်ကလည်းဘယ်စကားကိုဘယ်အကြောင်းကစပြီးပြောရမယ်ဆိုတာမသိနိုင်အောင်ဖြစ်နေကြပါတယ်ဟောတည်သွားတဲ့လူတွေကိုကြည့်ကြပါဦးအန်အားတင်လုံးတို့နှုတ်ဆက်နေသက်စွာနဲ့မြေပေါ်မှာလက်ကျသိဆုံးနေသူတွေကိုကြည့်နေကြရမှာဘာသာပေါ်လေးကရှေ့ဦးစွာအတန်ထွက်လာပါတယ်ထိုအခါမှကြည့်နေကြသူတွေကသတိထားမိလာကြပါတယ်နေဝင်စည်းစာအချိန်တင်အောင်တောက်နေတဲ့အတွက်အရာရာကိုတဲခွဲစွာမြင်နိုင်သေးတဲ့အလင်းရောင်ထဲမှာလက်ကျသိဆုံးနေကြသူများရဲ့ခန္ဓာကိုယ်များမှာကြည့်နေရင်အုံမဲလုံးတွေကဲ့သို့မဲနဲ့သွားခဲ့တာကိုတွေ့ရပါတယ်ဟဲ့ဘလို့ဖြစ်သွားတာလဲဟဲ့မိလောင်ထားသလိုပါပဲလားကြည့်နေသူတွေကအံ့အားသင့်စွာပြောကြပါတယ်ထိုစဉ်ဘာသာဘော်လေးကအသက်မသေးပဲကြောက်ရွံ့ထိတ်လန့်နေတဲ့ကလေးငယ်2ယောက်ကိုလှင်မြန်စွာဆွဲယူလိုက်ပါတယ်ကလေးငယ်2ယောက်ကကြောက်လွန်းတဲ့အတွက်မငိုနိုင်ရှာတော့ပဲအာသိထည့်ထားတဲ့အလားပြူးကြောင်တဲ့မျက်လုံးလေးများနဲ့ဘာသာဘော်ဆွဲယူရနောက်ကိုပါလာခဲ့ကြပါတယ်ဘာသာဘော်ကကလေးငယ်2ယောက်ကိုသူ့မိဘတွေလက်ထဲကိုထည့်ပေးလိုက်ပြီးတဲ့အခါဘယ်သူမှမကန်ရဲမထီရဲဖြစ်နေကြတဲ့ရုပ်အလောင်းတွေကိုဘာသာဘော်ကရဲဝံ့စွာကင်တွယ်ဆန်းတန်ရင်စူးစမ်းလိုက်ပါတယ်အစိတ်မိတာပဲဘာကောင်ကက်လိုက်တာပါလေတော်တော်ပြင်းတဲ့အစိတ်ပဲဘာသာဘော်ကပြောလိုက်ပါတယ်နင်ဘာကြောင့်အစိတ်မိတယ်လို့ပြောနိုင်ရတာလဲဘာသာဘော်ရဲ့အမေကမေးတယ်တခြားသူတွေကအလောင်းနေနားကိုနိနိကက်ကလည်းမလားကင်တွယ်ကြည့်ရှုရန်လည်းမဝင်မရဖြစ်နေကြပါတယ်ဒါကြောင့်ဘာသာဘော်ပြုမှုပြောဆိုသမျှကိုသာတိတ်ဆိတ်စွာကြည့်ရှုပြီးနားထောင်နေကြပါတယ်ဘာသာဘော်ကသူ့မိခင်ကိုဖြေလိုက်တယ်ကြည့်ပါလားအမေသူတို့တကူလုံးမဲနေတာဒီဟာကက်လိုက်တဲ့အကောင်ရဲ့အစိတ်တွေပေါ့သူတို့အကက်ခံရတာမကြသေးဘူးအကက်ခံရတာနဲ့ချက်ချင်းပြေးလာကြတာပဲထမင်းအိုးတစ်လုံးချက်လောက်ပဲကြာမယ်ထမင်းအိုးဆိုတာအကြီးအကျယ်ရတဲ့ထမင်းအိုးမဟုတ်သေးဘူးတို့သားမိသားဖတောင်းအောင်စားတဲ့ထမင်းအိုးလောက်ပဲကြာမယ်ဒီအစိတ်တိတ်ကိုပြင်းပြီးတိတ်ကိုမြန်တဲ့အစိတ်ပဲဘာသာဘော်ပြောတာကိုအားလုံးကငြိမ်ပြီးနားထောင်နေကြပါတယ်ဘာသာဘော်ကသူ့မိခင်ကိုအဖြေပေးပြီးဝိုင်းအောင်ကြည့်နေကြသူတွေကိုလှည့်ပြောလိုက်ပါတယ်ကဲကြည့်နေကြလို့မပြီးသေးဘူးဒီအလောင်းတွေကိုဟိုလူတွေမြုပ်တဲ့နေရာကိုယူသွားပြီးတော့မြုပ်လိုက်ကြရအောင်မောင်လာရင်တွင်းတူဖို့တွေအလောင်းတယ်ဖို့တွေကမကောင်းတော့ဘူးတို့ရတယ်မှာဒီအလောင်းတွေတညာလုံးထားလို့သိမကောင်းဘူးနော်အံ့အားသင့်ခြင်းကြောက်ရွံ့ထိတ်လန့်ခြင်းနဲ့ဘာလို့ရမှမသိဖြစ်နေကြတဲ့သူတွေကိုဘာသာဘော်ကပင်ခေါင်းဆောင်ပြောဆိုစီမံလိုက်တဲ့အခါမှာအေးဟုတ်တယ်မောင်လာရင်မကောင်းဘူးရွာတွေကိုမကောင်းဆိုးဝါးတွေဝင်လာမယ်ကဲလာကြအမှန်လို့လိုက်ကြရအောင်
အဲ့ဒီလိုတယောက်တစ်ခွန်းကြောက်ကြောက်လန့်လန့်နဲ့ပြောဆိုခေါငင်ကဘသူတွေမှမသိရတဲ့ရုပ်အလောင်းတွေကိုအများဆုံးတည်ယူကမြုပ်နှံလိုက်ကြပါတော့တယ်။တေဆုံးကုန်ကြတဲ့ဒုက္ခသည်တွေကဘာသာပေါ်ဆွဲယူထားလိုက်တဲ့ကလေးငယ်2ယောက်ကတော့တယောက်ကမိန်းကလေးဖြစ်ပါတယ်။တယောက်ကယောက်ျားလေးဖြစ်ပါတယ်။အသက်အားဖြင့်တော့ရွယ်တူလောက်ပင်ဖြစ်ပါတယ်။ဘာသာပေါ်ရဲ့မိဘတွေကပင်ဆက်လက်မွေးထားလိုက်ပါတယ်။ဘာသာပေါ်ကိုယ်တိုင်ကလည်းညီကိုမောင်နှမမရှိတဲ့အတွက်ကလေး2ယောက်ကိုသနာရာမှာညီရင်းနှမရင်းတို့ချစ်တဲ့စိတ်ကပါထပ်လောင်းလိုက်ပါတယ်။ဒါကြောင့်ဘာသာပေါ်ကကလေးငယ်2ယောက်ကိုသူ့မိဘတွေထပ်ပင်ပို့ပြီးတော့အနုနာခံပြုစုမွေးမြူယူရနေပါတယ်။ကလေးငယ်2ယောက်ကလည်းတူးမြတ်တာတူးမှဆိုတဲ့အတိုင်းဘာသာပေါ်ကိုအကိုရင်းထင်မှတ်ကချစ်ခင်နေကြရှာပါတယ်။စိတ်ထိခိုက်စရာကောင်းတဲ့ဒီဖြစ်ရဆိုကြီးဖြစ်လိုက်ပြီးရက်တွေကြာသွားတဲ့အခါဘာသာပေါ်တို့ဆွေမျိုးစုကထိုဖြစ်ကိုစိတ်ထဲမှာမမှတ်ထင်နေမရှိကြတော့ပဲမိမပြောက်ဖြစ်နေကြပါပြီ။တခါတရံဘာသာပေါ်ချီပိုးထားတဲ့ကလေးငယ်2ယောက်ကိုမြင်ရတဲ့အခါမှာထိုဖြစ်ကိုစကားဆက်မိပြောမိကြပါတော့တယ်။ကလေးငယ်2ယောက်ကိုဘာသာပေါ်ကနာမည်ထူးထူးတွေမမဲ့တော့ပါ။ညီလေးညီမလေးဆိုပြီးသားခေါ်ပါတယ်။ဒါကြောင့်အလုံးသောသူတွေကလည်းဘာသာပေါ်ခေါ်သလိုပဲကလေးငယ်2ယောက်ကိုညီလေးညီမလေးလို့သာခေါ်ကြလို့ကလေး2ယောက်ရဲ့နာမည်ကညီလေးနဲ့ညီမလေးဆိုပြီးတော့သာအတိဖြစ်သွားကြပါတော့တယ်။ဒီကလေး2ယောက်ရွာကိုရောက်ရှိလာပြီး6လကြာတဲ့အခါသတင်းတစ်ခုကြားရပါတယ်။ဘာသာပေါ်တို့လိုပဲတောင်ကြီးတစ်ခုမှာအသီးနှံဆိုင်ဖို့နေထိုင်ကြတဲ့ရွာငယ်တွေကဘာကြောင့်မသိသတင်းစားနာမပေါ်အောင်မင်းလူတွေမကြခဏပျောက်လေရှိကြောင်းတခါတည်းရဲ့ရွာရှိနေတဲ့နေရာနဲ့မွေးကောင်လုံးနဲ့တောင်စီကနေညအချိန်လူကြီးလိုက်တဲ့အခါမှာမြေကဲ့သို့သောအတန်မျိုးမှမသိကြောက်စရာကောင်းတဲ့အတန်မျိုးကိုကြားရတတ်ကြောင်းတခါတည်းရဲ့လမ်းမညရက်တွေမှာတောင်ခါလေလောက်စီကမီလုံးလိုနေရတဲ့အလုံးနှလုံးကရွှေရှားတော်လာနေတာကိုတွေ့ရလေရှိကြောင်းဒါကြောင့်ရွာသူရွာသားတွေကထိုရွာမှာမနေဝန်းကြတော့ပဲပြောင်းပြေးကြတဲ့အတွက်ရွာပြတ်သွားခဲ့ပြီဖြစ်ကြောင်းအုတ်ရှိပင်ကိုဈေးအောင်ဈေးဝယ်ဆင်းလာကြတဲ့ဘာသာပေါ်တို့ဆွေမျိုးစုကသူတို့လိုပင်ဈေးအောင်ဈေးဝယ်ဆင်းလာကြတဲ့တခြားရွာကချင်းမျိုးသားများနဲ့တွေ့ဆုံနှုတ်ဆက်ကတရွာအကြောင်းကိုတရွာကသတင်းမေးကြရမှာအထက်ပါသတင်းကိုကြားလာခဲ့ကြရပါတယ်။တိုးတော်ဘာသာပေါ်တို့ဆွေမျိုးစုကထိုသတင်းအတွက်သူတို့စိတ်မှာဘလို့မှထူးထူးတွေမဖြစ်ပါ။ပြတ်တဲ့ရွာကသူတို့အကြောင်းနဲ့သူတို့ပျက်စီးသွားကြတော့လေဘာသာပေါ်တို့ဆွေမျိုးစုကဘေးမတီရမကအေဂျင့်သားရလေးပင်ရှိနေတဲ့အတွက်ဘသူကမှစိတ်ထဲမှာလေးလေးနက်နက်တွေးတောခြင်းမပြုခဲ့ကြပါ။အဲ့ဒီလိုနဲ့ပင်9နှစ်မြသောအချိန်ကကြာလိုက်တယ်မထင်ရပဲကုန်လွန်လာခဲ့ပါလေ။ညီလေးနဲ့ညီမလေးတို့2ယောက်ကအသက်6နှစ်ခန့်ရှိလာခဲ့ပြီဖြစ်တာကြောင့်ဘာသာပေါ်မိဘတွေကိုသူတို့အင်အားနဲ့တက်ဆန်းသည်ကူညီလုပ်ကင်ပေးကြပါတယ်။ဒါကြောင့်ကျွေးမွေးလာခဲ့ရတဲ့ဘာသာပေါ်တို့ကညီလေးနဲ့ညီမလေးကိုအားကိုခြင်းချစ်ခင်ကျင်နာခြင်းတို့တိုးလာရပြန်မှာတော့တယ်။ဒီချိန်မှာဘာသာပေါ်ရဲ့အသက်က20ကျော်လို့4နှစ်ပင်ဆုံးခဲ့ပြီဖြစ်ပါတယ်။ဘာသာပေါ်ကိုမိဘတွေကအိမ်အောင်ပြုစေချင်ကြပါတယ်။သို့တော်ဘာသာပေါ်ကအိမ်အောင်ပြုလို့စိတ်မရှိပါ။ဒါကြောင့်လူမျိုးကြီးဘဝနဲ့ပင်ညီလေးနဲ့ညီမလေးကိုလေးလေးနက်နက်ချစ်နေရှာပါတယ်။အဲ့ဒီချိန်မှာဘာသာပေါ်တို့ဆွေမျိုးတို့စုအမှတ်မထင်နေခဲ့တဲ့တဲ့ရင်ကအစပြန်ပေါ်လာခဲ့ပြန်ပါတယ်။ဘာသာပေါ်တို့ရွာနဲ့အနည်းဆုံးဖြစ်တဲ့ရွာမှာလူတွေပျောက်ပြန်နေ။ပျောက်ပုံကလည်းထူးဆန်းနေ။နေကင်းအချိန်မျိုးမနက်အချိန်မျိုးမှာဒေါတောင်ထဲကိုထင်းခွေဟင်းရခုသွားသူတွေကလူနေရမြအမြင့်ရှိပြီးတန်ဆွမ်းလာတဲ့ယောက်ျားကြီးတယောက်ရဲ့ပေါင်လုံးခန့်မှရှိတဲ့မီးလောင်ငုတ်ကြီးလိုတပင်ချောက်ကြီးလိုမမရှိနေတဲ့အရာဝတ္ထုကြီးတစ်ခုကိုတခါတရံတူးလိရှိရတယ်လို့ဆိုပါတယ်။ထိုအရာကလုံးဝလှရှားခြင်းလည်းမရှိ။အယောင်ဆင်းကလည်းမီးလောင်ထားပြီးတဲ့တပင်ချောက်ကြီးလိုမဲနံနေတဲ့အယောင်ဆင်းရှိနေပါတယ်။ထိုအရာကိုတောထဲရောက်သွားတဲ့လူတွေကလည်းတောမီးလောင်ထားပြီးတဲ့တပင်ချောက်ကြီးသာဖြစ်တဲ့ဆိုတဲ့ပေါ်ပေါ်တန်တန်အမတ်တညာနဲ့ဘသူကမှသတိပြုဂရုစိုက်ကတေချာကြည့်ခြင်းမရှိခဲ့ကြပါသို့တော့ထိုတစ်ပင်ချောက်ကြီးလိုမီးလောင်တိုင်ငုတ်ကြီးလိုအရာကြီးကိုတွေ့ရတဲ့အခါတိုင်းတောထဲကိုထင်းခွေဟင်းရခုသွားသူတွေထဲမှာနောက်ဆုံးကလိုက်ပါလာသူကရွာကိုပြန်မရောက်ပဲပျောက်ဆုံးခဲ့တာကြီးပဲဖြစ်ပါတယ်သူကနောက်ဆုံးကနေလိုက်ခဲ့တာပဲကိုပစ္စည်းကိုတဲလာခဲ့ကြရတော့ဘသူမှနောက်ကိုလက်မကြည့်မိကြဘူးလေဘာတန်မှလည်းမချားမိလိုက်ပါဘူးတောထဲမှာထူးထူးခြားခြားတွေ့ရတာဆိုရင်မီးလောင်တိုင်ကိုကြီးပဲတွေ့ရတယ်။အဲ့ဒီနာကဖြတ်လာခဲ့ကြတာပဲ။အဲ့ဒီလိုအတူသွားပေါ်လာပေါ်ရဲ့ပြောပြချက်အရထိုမီးလောင်တိုင်ကိုကြီးတွေ့ရတယ်ဆိုတဲ့နေရာကိုလူစုပြီးသွားကြည့်တဲ့အခါမီးလောင်တိုင်ကိုနဲ့တူတဲ့အရာဆိုလို့လုံးဝမတွေ့ကြရပါ။ထိုနေရာတစ်ဝိုက်ကတောမီးလောင်ထားတဲ့အသွင်တိုင်းမျိုးလုံးဝမရှိပဲစိမ့်စိမ့်ဆူဆူညွန့်ညွန့်မိုင်မိုင်တစ်ပင်ချမိုးတွေကိုသာတွေ့ရပါတယ်။
အဲ့ဒီလိုနဲ့ပင်ထိုရွာကအလိုလိုလန့်ကတခြားရွာကိုပြောင်းရွှေ့သွားကြခြင်းဖြင့်ရွာပြက်ရပြန်มาတော့တယ်။အဲ့ဒီလိုနဲ့ပင်နောက်ဆုံးပြတ်တဲ့ရွာကဘာသာဘော်တို့ရွာနဲ့အနီးဆုံးဖြစ်ပါတယ်။တို့ကဘာသာဘော်တို့ကအရင်ကလိုအမှန်မတင်အေးဆေးနေလို့မဖြစ်တော့ကြောင်းကိုစဉ်းစားလာမိကြပါတယ်။အဲ့ဒါအပြင်ထိုရွာတွေပျက်စီးပြောင်းရွှေ့ရခြင်းနဲ့ဘာသာဘော်တို့ရွာစီကိုမရှုမလှအဖြစ်မျိုးနဲ့ရောက်ရှိလာကသိဆုံးသွားခဲ့ကြရတဲ့လူတစုနဲ့အတူညီလေးညီမလေးတို့ကရွာပြက်ခဲ့ကြတဲ့အကြောင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်နေခြင်းဖြစ်ပေလိမ့်မယ်လို့ဘာသာဘော်တို့စဉ်းစားမိလာကြပါတယ်။အဲဒီကဘာသာဘော်တို့ရွာကထိုကိစ္စအတွက်စူးစမ်းမှုပြုကြရတော့မှာဖြစ်ပါတယ်။ဒီကိစ္စကိုစူးစမ်းရန်ပြောဆိုစီစဉ်နေကြတဲ့မှာပင်ဘာသာဘော်တို့ရွာသားတယောက်ကနွယ်ခုတ်ရန်တောထဲကိုသွားရမှာနွယ်မခုတ်နိုင်တော့ပဲကြောက်လန့်စွာအသက်ဆိုင်များအော်ဟစ်ပြီးတော့ပြန်ပြေးလာခဲ့ပါတယ်။ရွာသူရွာသားတွေကမေးကြတာကိုပင်တော်တော်နဲ့အဖြေမပေးနိုင်အောင်ကိုကြောက်လန့်ခြင်းပြင်းစွာဖြစ်နေပါတယ်။အသက်ရှူမှန်အောင်စိတ်ငြိမ်သွားအောင်ဝိုင်းဝန်းပြုစုကြပြီးမှမေးမြန်းကြရပါတယ်။မီးလောင်တိုင်ငုတ်လိုအရာကြီးကိုတောင်ဟိုဘက်ဆောင်နွယ်ခုတ်သွားရလမ်းမှာတွေ့ခဲ့ရကြောင်းဒါကြောင့်ပြန်ပြေးလာခဲ့ကြောင်းသူတွေ့လာခဲ့တဲ့အရာဝတ္ထုကြီးကအရင်ပျက်စီးပြောင်းရွှေ့သွားတဲ့ရွာသူရွာသားတွေပြပြခဲ့ကြတဲ့ပုံစံတိုင်းပဲဖြစ်ကြောင်းကိုထိတ်လန့်စွာပြန်ပြောပြတဲ့အခါဘာသာဘော်တို့ရွာသူရွာသားတွေကမျက်လုံးဝိုင်းကုန်ကြပါတော့တယ်။ဘာသာဘော်တို့ရွာသူရွာသားတွေကဆွေမျိုးတစုလုံးဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ကိုးကွယ်ကြတဲ့မြေပြန့်ချင်းမျိုးသားတွေဖြစ်ကြပါတယ်။ဖះကိုရှ िख ိုးတိုင်တဲ့သူကရှ िख ိုးတိုင်နေကြတယ်။ကြောင်ရုံချင်းဖြင့်ငိုသူကငိုကြတယ်။ရွာကိုချန်စီရိုးလိုအောင်ကာထားရန်အကြံပေးသူကပေးကြတယ်။အုတ်ရှိပင်ကိုစင်းကတန်ကတော့3ပါးလောက်ပင့်လာပြီးရွာကိုပေးရုပ်ကာကွယ်ရန်အကြံပေးသူကပေးကြတယ်။တရားတကုံပြောဆိုနေကြပါတော့လဲဘာသာဘော်ကဘာမှမပြောပဲနှုတ်ဆက်ညင်သက်နေပါတယ်။ဒီရေခင်ကြီးသူတို့နေတဲ့ရွာနာကိုနိကက်မလာမီတော်တော်တခွင်လှဲ့လှဲ့စင်ကအမတ်မတင်သူဖူးတွေ့ခဲ့ရဘူးတဲ့တော်ရဆောက်တီတရားကျင့်နေတဲ့ဘုန်းတော်ကြီးတစ်ပါးကိုတရိယာနေပါတယ်။ဘုန်းတော်ကြီးရှိနေသေးလား။ဘုန်းတော်ကြီးကိုလျှောက်ထားကြည့်ရင်ထိုဒုက္ခပေးနေတဲ့အရာဝတ္ထုကြီးကမိသည့်အရာဝတ္ထုကြီးဖြစ်သည်။ဘုန်းတော်ကြီးကတော့သိတော်မူလိမ့်မယ်ထင်ပါတယ်။စသဖြင့်စိတ်ထဲကပြောနေမိပါတယ်။အဲဒီလိုသူစိတ်ထဲကပြောနေမိတဲ့အတိုင်းအကောင့်ထဲပေါ်ရန်စိတ်ကိုဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့စိတ်ဆုံးဖြတ်ချက်ကိုဘသူ့ကိုမှသူမပြောပါ။သူမိဘတွေသိရင်ဘလို့နည်းနဲ့မှခွင့်ပြုကြမှာမဟုတ်ပဲအတင်းကျပ်သားမြတ်မှာကိုဘာသာပေါ်ကအတက်သိပါတယ်။ဒါကြောင့်မနဲ့လင်းချင်းမှာပဲဘုန်းတော်ကြီးကိုလည်းတွေ့အောင်ရှာမယ်။ရွာပြက်လောက်အောင်ဒုက္ခပေးနေတဲ့ထိုအကောင်ကြီးကိုလည်းတော်တော်နဲ့မှခီးသွားဟန်လဲတွေ့ခဲ့မယ်ဆိုရင်ရှင်းလင်းသုတ်တင်နိုင်မှာကရှင်းလင်းသုတ်တင်ပြခဲ့မယ်လို့စိတ်ကူးလိုက်ပါတယ်။ဘသူကမှအဖော်မဆက်ပါ။အဖော်ဆက်ရင်လည်းဘသူကမှလိုက်ဝမှာမဟုတ်ပဲစကားတွေပြန့်ကသူမိဘတွေတည်သွားပြီးတော့သူ့အကြံပြတ်မယ်ဆိုတာကိုတွေးမိပါတယ်။ဒါကြောင့်အမူအရာမပြတ်ပင်တိတ်တဆိပဲနေလိုက်ပါတယ်။နောက်တနေ့မနေ့အာယုံတက်ချိန်တသာအလင်းအောင်ကောင်းစွာရတဲ့အချိန်မှာဘာသာဘော်ကသူ့လက်ဆွဲတော့ဒူးလေးသာမဟုတ်မြည်နေအောင်တွေးထားတဲ့ဓာတ်ချီတစ်ချောင်းအကောင်းပိတ်အစ်စ်မာတဲ့ဝင်းတို့တစ်ချောင်းကိုပါယူဆောင်ကရေဘူးတဘူးမိဖို့ထားတဲ့အသားကြောက်တစ်ထုပ်ကိုထည့်ထားတဲ့အိတ်ကိုလွှဲပြီးတော့အိမ်ကားထွက်လာခဲ့ပါတယ်။သူမိဘတွေကတော့ခါတိုင်းကဲ့သို့ပင်တိနန်ဆိုင်ကင်းရှိရာစီကိုတွားရတဲ့ကအမေမများမဲနေလိုက်ကြပါတယ်။ဘာသာဘော်ကတွားရလမ်းတစ်လျှောက်မှာမျက်စိနဲ့နားကိုအထူးလင်မြန်စွာသုံးသွားပါတယ်။ယမန်နေ့ကနှွဲခုတ်သွားသူတွေတွေ့လာခဲ့တဲ့ထိုရာဝတ္ထုကြီးရှိနေတဲ့ဆိုတဲ့နေရာကိုဥတီပြီးတော့လာခဲ့ပါတယ်။သူအမတ်မတင်ဖူးမြင်ခဲ့ဘူးတဲ့ဘုန်းတော်ကြီးတောရဆောက်တွေတရားကျင့်နေတဲ့နေရာကိုတော့ဘာသာဘော်ကောင်းကောင်းမမေ့ခဲ့ပါ။ဒါကြောင့်နေရာကိုအရင်ရအောင်သွားမယ်ဆိုတဲ့စိတ်ကူးနဲ့နှွဲခုတ်သူတွေ့လာခဲ့တဲ့နေရာကိုဥတီလာခဲ့ခြင်းဖြစ်ပါတယ်။နှွဲခုတ်သူကထိုရာဝတ္ထုကြီးကိုတွေ့လာခဲ့တဲ့ဆိုတဲ့နေရာကိုရောက်တဲ့အခါဘယ်အရာမှမတွေ့ရပါ။ဘာသာဘော်ကထိုနေရာကမြေနေထားကိုလေ့လာကြည့်ရှုလိုက်ပါတယ်။လေးပေနဲ့အရာဝတ္ထုတစ်ခုကိုဒီလိုဆွဲလာတဲ့ကဲ့သို့သောစွတ်ကြောင်းကြီးကိုတွေ့ရပါတယ်။စွတ်ကြောင်းကြီးကတန်ဆွမ်းပြေဖြိုးတဲ့ယောက်ျားကြီးတစ်ယောက်ရဲ့ပေါင်ရင်းလောက်ရှိနေတာကိုတွေ့ရပါတယ်။စွတ်ကြောင်းကြီးရှိနေရတဲ့လျှောက်သတိထားကြည့်ရှုသူဖို့သိသာအောင်မထင်နေပါတယ်။ဘာသာဘော်ကစွတ်ကြောင်းတစ်ချက်ကိုလိုက်ကြည့်ရန်စဉ်းစားချင်းနေလိုက်ပါတယ်။အဲဒီနောက်သူ့လက်ဆွဲတော့လက်နိုင်များအားကိုခြင်းတန်ဆွမ်းခြင်းလည်းဖြတ်လက်တဲ့သူ့ပင်ကိုရည်ချင်းကိုအားကိုစိတ်ချယုံကြည်ခြင်းဖြင့်လူတွေကိုထိတ်လန့်ကြောက်ရွံ့အောင်တေးကြီးပျက်စီးအောင်အခြေအနေပြတ်ဖြစ်အောင်ဒုက္ခပေးနေတဲ့ထိုရာဝတ္ထုကြီးကိုတုတ်တင်ရှင်းလင်းလိုက်ခြင်းဖြင့်ဒုက္ခတွေကိုကယ်တင်တော့မယ်ဆိုတဲ့စေတနာနဲ့စူကြောင်းကြီးအတိုင်းလိုက်ကထိုရာဝတ္ထုကြီးကိုရှာဖွေရှင်ဆိုင်တော့မယ်လို့စိတ်ကိုခိုင်မာစွာပဲဆုံးဖြတ်လိုက်ပါတယ်။အဲဒီလိုဆုံးဖြတ်လိုက်တဲ့အခါဘာသာဘော်ကသူ့နောက်မှာမိသည့်ဘေးအန္တရာယ်မှမလာနိုင်အောင်တပင်ကြီးတပင်ကိုကြောမိထိုင်ကမြတ်စွာဘုရားကိုအာရုံပြုရှိခိုးလိုက်ပါတယ်။
ဒုက္ခသည်တွေကိုကယ်တင်လိုတဲ့စေတနာနဲ့ရင်ဆိုင်နိုင်နေရမှာစေတနာအကျိုးပေးသောအဖြစ်နိုင်နေနိုင်ရပါလို့ဤဆိုတဲ့ဆုကိုတောင်းလိုက်ပါတယ်။အဲဒီနောက်ဘာသာပေါ်ကစွကြောင်းကြီးကိုကြည့်ကစွကြောင်းကြီးဘေးကနေမြောင်းလိုက်သွားခဲ့ပါတယ်။ဒီလိုလိုက်သွားစဉ်မှာဘာသာပေါ်ကအနှဲငယ်များတတိကိုမလစ်စေရအောင်အထူးယူဆိုင်ခဲ့ပါတယ်။ဒူးလေးနဲ့များတံကိုလည်းအသိနေထားပြင်ထားပါတယ်။စွကြောင်းကြီးကတောင်တလုံးကိုပတ်ကတခုသောတောင်ကောင်းအဝမှာဆုံးသွားခဲ့ပါတယ်။ဒီတောင်ကောင်းထဲမှာဒီရာဝတ္ထုကြီးရှိမှာပဲ။ဘာသာပေါ်စိတ်ထဲကပြောပြီးသူ့နောက်ကရန်သူမလာနိုင်အောင်ကြီးမားတဲ့ကြောင်လုံးကြီးတစ်လုံးကိုကြောမိထားလိုက်ပါတယ်။ဘာသာပေါ်ကြောမိကာဝယ်ယူထားတဲ့ကြောင်တုံးကြီးရှိနေတဲ့နေရာကလည်းစွကြောင်ကြီးဆုံးသွားတဲ့တောင်ကောင်းအဝဘက်ကိုတက်တက်လက်နေတဲ့နေရာဖြစ်လို့ဘာသာပေါ်ဖို့အဆင်ပြေနေပါတယ်။ကဲထွက်ခဲ့စမ်းဟေ့အောင်မြင်ခံရတဲ့အတန်နဲ့ဘာသာပေါ်ကအော်ခေါ်လိုက်ပါတယ်။ဒူးလေးကိုအသင့်တင်ကညတံကိုတတ်ထားပါတယ်။ဝင်းတုပ်ကြီးနဲ့စွကြောင်းပေါ်ကိုစောင့်ကလာခဲ့စမ်းထွက်ခဲ့စမ်းအဲ့ဒီလိုအောင်မြင်တဲ့အတန်နဲ့ဟစ်ခေါ်လိုက်ပါတယ်။မျက်လုံးကတောင်ခေါင်းအဝကိုတတိကြီးစွာထားကမျက်ခြေမပြတ်ကြည့်နေပါတယ်။နားကိုအစွမ်းကုန်ဆွန့်ထားပါတယ်။ဘာသာပေါ်ကြောမိထားတဲ့ကြောင်လုံးကြီးအနားမှာပေါက်နေတဲ့ကြီးမားတဲ့သစ်ပင်ကြီးရဲ့အကိုင်းခက်တွေကဘာသာပေါ်ရဲ့ဥကောင်းပေါ်ကိုမိုးနေပါတယ်။ဥကောင်းပေါ်တက်တဲ့သစ်ကိုင်းထက်စီကရိုက်ပုတ်ထုတ်လေစုပ်လေရိုက်ပုတ်ထုတ်လေအဲ့ဒီလိုတောလုံငတ်ကဘာသာပေါ်ကိုအားပေးတဲ့အလားပြပြတတကြီးကိုအဆမပြတ်မိကျွေးနေပါတယ်။တောလုံငတ်ဟစ်ကျွေးတံပေးတဲ့နေရာဆိုရင်ဘေးရန်ရဲ့ကင်းဝေးလုံခြုံနေဆိုတာကိုဘာသာပေါ်သိပြီးသားဖြစ်တာကြောင့်စိတ်တက်ကြွကတောင်ခေါင်းထဲမှာရှိပဲထင်ရတဲ့အရာဝတ္ထုကြီးကိုအော်မင်းနေတဲ့အတန်ကပို့ပြီးတော့ဩဇာအာဏာတန်ပါနေပါတယ်။ကြီးစွာသောသတိနဲ့တောင်ခေါင်းအဝကိုကြည့်နေတဲ့ဘာသာပေါ်ရဲ့မျက်လုံးမှာတောင်ခေါင်းအဝစီမှာမိကြီးကဲလိုအရာတစ်ခုကိုမြင်နေပြီဖြစ်ပါတယ်။တောင်ခေါင်းအဝမှာမောင်နေသည်ဖြစ်လေရာအမောင်ထဲမှာအလံပန်ပောင်ထွက်နေတဲ့ထင်ရလောက်အောင်ပင်နီရဲတောက်ပနေတဲ့အရာနှစ်ခုကတစ်ခုကိုဝေလာကောင်းငွေတင်းကအရွယ်လောက်ရှိပြီးတစ်ခုနဲ့တစ်ခုအကွာဝေးကဘာသာပေါ်စိတ်တင်1000လောက်ရှိမယ်လို့မှန်းဆမိပါတယ်။တင်းထွက်ပဒံများလို့မိကြီးကဲလို့လှပစွာနီရဲတောက်တော်နေတဲ့ထိုအရာနှစ်ခုကတောင်ခေါင်းဝအမောင်ထဲမှာငိမ့်သက်နေပါတယ်။ဟေးငါခေါ်နေတယ်ခုချက်ချင်းထွက်လာခဲ့ဘာသာပေါ်ကလက်ဝါးကိုဖြန့်ကထိုအရာကိုလက်ရက်ခေါ်လိုက်ပါတယ်စွတ်ကြောင်းမော်ကိုထောက်ထားတဲ့ဝရင်တုပ်ကိုလက်နဲ့ပြင်းပြင်းဆောင်လိုက်ပါတယ်အဲဒီကဘာသာပေါ်ရဲ့နားထဲမှာညညူတန်ကဲ့သို့အတန်ကြီးကိုကြားလိုက်ရပြီးနီရဲတောက်တော်နဲ့ထိုအရာနှစ်ခုကတောင်ကောင်းအဝစီကိုတေးရွေ့ထွက်လာပါတယ်ရုတ်တရက်တော့ဘာသာပေါ်ကအသက်ရှူမလူနေပါထိတ်လန့်သွားမိပါတယ်ထိုအရာကဆင်းစစ်အားဖြင့်အနက်ရောင်နဲ့မဲမောင်နဲ့အစင်းရောင်ရှိတဲ့ကြောင်မဖွယ်ရာကြီးမားလာတဲ့မွေကြီးတစ်ကောင်ဖြစ်ပါလေ။တောင်ကောင်းအဝစီမှာနေရဲတောက်ပြောင်တဲ့အယောင်အစင်းနဲ့ဘာသာပေါ်မြင်ခဲ့တဲ့အရာနှစ်ခုကမွေကြီးရဲ့မျက်လုံးနှလုံးဖြစ်ပါတယ်။တန်ဆွမ်းတဲ့ယောက်ျားကြီးတစ်ယောက်ရဲ့ပေါင်လုံးလောက်ကြီးမားတဲ့ကိုယ်လုံးရှိတဲ့မွေကြီးကအရှိအားဖြင့်3လံကျော်ခန့်ရှိပါတယ်။ဒီအချိန်မှာရှိနေတဲ့မွေကြီးကလူတစ်ယောက်ကိုအသာလေးရစ်ဘက်ကလူချပြည့်နိုင်စွမ်းရှိနေတာကိုဘာသာပေါ်ကောင်းကောင်းစဉ်းစားမိပါတယ်။ဘာသာပေါ်ကတောင်ကောင်းထဲမှာရှိနေတဲ့ရန်သူကိုမွေလို့မထင်ခဲ့ပါတခြားတိရစ္ဆာန်တစ်ကောင်လို့ထင်ကအတန်ပေးနေကြခြင်းဖြစ်လေရာအခုမွေကြီးကိုမြင်ရတဲ့အခါပြင်းစွာတုန်လှုပ်မိပါတယ်အိမ်မကြီးမှပြီးကြောက်မက်ဖွယ်ရာကောင်းတဲ့မွေကြီးမျိုးကိုအခုအသက်ရဲ့အထိတကြီးမကိုမမြင်ခဲ့ဘူးပါဒါကြောင့်ဘာသာပေါ်ပြင်းထန်စွာထိတ်လန့်ကြောက်ရွံ့သွားခြင်းဖြစ်ပါတယ်ပြင်းထန်စွာထိတ်လန့်သူတို့ကအတန်ကုန်အော်ရင်အော်မအော်ရင်ပါဇက်ကိုအစွမ်းကုန်ဟကရှာထွက်လာတတ်ကြပါတယ်ဘာသာပေါ်ကထုံနေတိုင်းအတန်မထွက်နိုင်မအော်နိုင်ပဲပါဇက်ဟာကရှာထွက်နေပါတော့တယ်ပါဇက်ကိုမပိတ်နိုင်ရှာတစ်လက်မျက်လုံးပြူသားနဲ့ကြောင်ကြောင်ကြီးကြည့်နေပါတော့တယ်မွေကြီးကအနှဲငယ်ဥကောင်းထောင်ကရှာတစ်လက်နဲ့ဟာထားတဲ့ဘာသာပေါ်ရဲ့ပါဇက်ကိုတစ်ချက်မှကြည့်လိုက်ပြီးဥကောင်းပြန်လဲငိုရှိုးလိုက်ကဘာသာပေါ်ရှိတလန့်ကြောကြောအကွာမှာမန်လျှော့အညံ့ခံတဲ့အလားဥကောင်းကိုမြေပြင်ပေါ်ကိုကတ်ကမလုံးမရှက်ပဲစင်စင်ကြီးငိမ့်နေပါတယ်အခိုက်အတန့်များကြောင်ကြည့်နေမိတဲ့ဘာသာပေါ်ကဖြက်ခနဲ့တတိပြန်ဝင်လာပါတယ်ရွာပြက်လာအောင်မင်းလူတွေကိုတက်ဖြတ်ဒုက္ခပေးနေတဲ့ဒီတရဝါကိုဒီတိုင်းထားခဲ့ရင်အစိတ်ပင်ကြီးကိုရေလောင်းပေးသလိုဖြစ်တော့မယ်လို့တွေးကမြေပေါ်မှာမလုံးမရှက်စင်စင်ကြီးငိမ့်နေတဲ့မွေကြီးရဲ့ဥကောင်းကိုဒူးလေးနဲ့တခြားချိန်ကပြစ်ထည့်လိုက်ပါတယ်ဘာသာပေါ်ပြစ်လိုက်တဲ့ဒူးလေးကများတန်ကမွေကြီးရဲ့အုံနောက်နေရာကိုတေချာတဲမတ်စွာထွန်းဖောက်သွားပြီးမြေကြီးကိုစိုက်ဝင်သွားပါတယ်မွေကြီးရဲ့ဥကောင်းကိုမြေပြင်နဲ့ကတ်ကတချင်းချိုထားတဲ့ကဲ့သို့ဖြစ်သွားခဲ့ပါတယ်စင်စင်ဖြစ်နေတဲ့မွေကြီးရဲ့ကိုယ်လုံးက
သုံးလေးချက်မှထုံထုံလူသွားပြီးအဆုံးစွန်နေသက်သွားခဲ့ပါတော့တယ်။ဘာသာပေါ်ကသူ့ကိုယ်သူပြန်ပြီးအံ့ဩနေပါတယ်။သူ့ကိုယ်သူနားမလည်နိုင်အောင်ဖြစ်နေပါတယ်။လူပေါင်းများစွာကိုထိတ်လန့်ကြောက်ရွံ့စေခဲ့တဲ့အသေးဆုံးနဲ့သေစေခဲ့တဲ့လူကောင်းကိုအစာအဖြစ်မျိုးချစားတော့ခဲ့တဲ့ရွာပြအောင်မဲ့ဒုက္ခပေးနိုင်စွမ်းရှိခဲ့တဲ့တမဖွယ်ရကြီးမားတဲ့မွေဆိုးကြီးကဘာကြောင့်မှသူ့ရဲ့စကားကိုကျုံးလုံးစွာနားခံပြီးမလုံးမရှက်ရံမမှုဝင်ပဲငြိမ်သက်စွာအသေးခံသွားခဲ့တာပါလေ။ဘာသာပေါ်ကမွေသေးကောင်ကြီးကိုကြည့်ကဝမ်းမသာနိုင်တော့ပဲစိတ်ထဲမှာတနာနေမိပါတယ်။ငါတက်လိုက်မိတာမှားများမှားသွားပြီလား။အိုးငါမတက်ရင်ဒီတက်တော်ကငါတို့ရွာကိုလည်းပြတ်အောင်ဖျက်တော့မှဆက်ဆဲပဲ။တနေ့ကနှွဲခုတ်ဖို့သွားတဲ့သူတော့အပြေးကောင်းလုံးလို့တတိကောင်းလုံးလို့အသက်ချမ်းသာရလာခဲ့တာ။ငါတက်လိုက်တာမမှားပါဘူးလေ။သူ့အသက်တစ်ခုကိုညာလိုက်ရင်ငါအပါဝင်အသက်တွေအများကြီးပျက်စီးကြမယ်။ညီလေးနဲ့ညီမလေးတို့ဒုက္ခရောက်ခဲ့တာဒီကောင်ကြီးပဲ။ဘာသာပေါ်ကစိတ်ကိုပြန်ပြေးလိုက်ပါတယ်။အဲ့ဒီနောက်ငွေကြီးဥကောင်းမှာစိုက်ဝင်နေတဲ့များတန်းကိုဆွဲနှုတ်ကငွေကြီးရဲ့ကိုယ်လုံးကိုပတ်လည်ကြည့်လိုက်ပါတယ်။ငွေကြီးပပင်းထားတဲ့နေရာမှာမဲနဲ့နေတဲ့ဆက်တန်များအပြင်ဆက်တန်တစ်ခုနဲ့တစ်ခုကြားမှာလူသေးအလောင်းတင်တဲ့လေးတိုင်စင်ကဲသောပုံစံမျိုးကိုတွေ့လိုက်ရတဲ့အခါဘာသာပေါ်များစွာအံ့ဩမိပါတယ်။ငွေကြီးရဲ့ကိုယ်လုံးကစင်စစ်နှက်မောင်နေပါတော့လေငွေတို့ရဲ့သဘာဝအတိုင်းအောက်ဘက်ကအဖြူအောင်ဖြစ်လေရှိပါတယ်။ဒီငွေကြီးကအနက်ရောင်လွန်ကဲလုံးတဲ့အတွက်အောက်ဘက်ကအဖြူရောင်ကတိတာရောင်မြတာရှိပါတယ်။ထိုတိတာရောင်မြသောအဖြူရောင်ထဲမှာဆက်အတန့်နဲ့အလောင်းစင်တရံတွေကပေါ်နေရင်းဖြစ်ပါတယ်။ဒီငွေကြီးကအဆန်းပဲ။တခြားငွေတွေမှာဒီလိုပါတယ်လို့မကြားဘူးပါဘူး။ရိုးရိုးဆက်အတန့်လာပါတယ်လို့ကြားဘူးပါတယ်။ဘာသာပေါ်အံ့ဩစွာတကူလည်းပြောနေမိပါတယ်။ဘာသာပေါ်ကတောတောင်ထဲမှာနေထိုင်ပါတော့လေအခုတက်ရရောက်လာခဲ့တဲ့တိုင်အောင်ငွေကိုတစ်ချိန်လေးမှပင်နိနိကက်ကမမြင်ခဲ့ဘူးပါ။တွားရင်လာရင်တွေ့ခဲ့ဘူးတော့လေအိမ်မကြီးမားတဲ့မွေလိုမတွေ့ခဲ့ဘူးပါ။တွေ့ရတဲ့မွေကလည်းဘာသာပေါ်နဲ့အလန်းဝဲတဲ့နေရာကနေပြေးသွားကြသေးတာဖြစ်ပါတယ်။တွေ့မှတွေ့တော့ဘာသာပေါ်အံ့ဩလောက်ဆရာပင်တွေ့နေရပါတယ်။ဘာသာပေါ်ကငွေကြီးကိုတရားသွားကြည့်ရှုပြီးမှစိတ်အေးချမ်းချမ်းနဲ့ထိုနေရာမှထွက်လာခဲ့ပါတယ်။ရွာကိုပြန်ကရန်သူကိုနိုင်နေလာခဲ့ကြောင်းပြောရအောင်မယ်။နွယ်ခုတ်သွားသူဥစွာတွေ့လာခဲ့တဲ့ဆွချောင်းစုံကိုရောက်တဲ့အခါဘာသာပေါ်ရက်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတယ်။ပတ်ဝန်းကျင်ကစိမ့်လန်းဆူပြေတဲ့တစ်ပင်ဝါပင်ခြုံနယ်ပိတ်ပေါင်းများနဲ့ချမ်းမြေသားရလျက်ရှိပါတယ်။မီးလောင်တိုင်ငုတ်လိုမမတ်ကြီးထောင်းနေတဲ့ဆိုတဲ့အရာကြီးကငွေကြီးဥကောင်းထောင်ကညစ်သက်နေတဲ့ပုံစံကြီးသာဖြစ်ပေလိမ့်မယ်လို့ဘာသာပေါ်တွေးကထိုနေရာမှာထွက်ခွာလာခဲ့ပါတယ်။ထိုခိုက်ဘာသာပေါ်ရဲ့စိတ်ထဲမှာအခိုက်အတန့်မိနေခဲ့တဲ့ဖုန်းတော်ကြီးအကြောင်းကဖြတ်ကနေပေါ်လာခဲ့ပါတယ်။ရန်သူကိုမတွေ့ခင်ကတော့ဒုက္ခပေးနေတဲ့ထိုရဝတ္ထုကြီးကမြည်သည့်အရာမျိုးဖြစ်တယ်ဆိုတာကိုသိချင်စိတ်နဲ့ဖုန်းတော်ကြီးကိုလျှောက်ထားကြည့်မယ်လို့စိတ်ကူးခဲ့ပါတယ်။အခုရန်သူကမွေကြီးတစ်ကောင်ဖြစ်ကြောင်းသိလိုက်ရပြီ။ထိုရန်သူမွေကြီးကိုလည်းတတ်နိုင်ခဲ့ပြီ။ဒါကြောင့်ဖုန်းတော်ကြီးကိုအခိုက်အတန့်များမိနေခဲ့ခြင်းဖြစ်ပါတယ်။အခုဖုန်းတော်ကြီးကိုစိတ်ကဖြတ်ခနဲ့တတိရလိုက်ပါတယ်။အေးလေဖုန်းတော်ကြီးရှိနေသေးရင်လည်းပူရတာပေါ့။မွေစာများဖြစ်ခဲ့ပြီလား။ဘာသာပေါ်တွေးရင်းနဲ့စိတ်ပူလိုက်မိပါတယ်။ဒါနဲ့ပင်သူ့ဖူးခဲ့ဘူးတဲ့ဖုန်းတော်ကြီးတရားအထောက်ရနေရစီကိုကောင်းဆောင်မမိတဲ့အလျောက်စိတ်မန်းနဲ့ရန်စာကရှာဖွေလာခဲ့ပါတယ်။ရန်သူတော်ကြီးကိုရှင်းနေနိုင်ခဲ့ပြီဖြစ်တာကြောင့်ဘာသာပေါ်ကစိုးရင်စရာအကြောင်းလုံးဝမရှိပဲစိတ်လက်ပေါ်ပါစွာလွတ်လပ်စွာပင်လာခဲ့ပါတယ်။ကံအားလျော်စွာတခုသောတောင်တောင်တနေရာမှာတကိုင်းတခန့်များနဲ့ဆောက်ထားတဲ့တင်းငယ်တဲ့တဲလေးကိုမြင်လိုက်ရတဲ့အခါအားတက်သွားခဲ့ပါတယ်။ဟောဒီနေရာဟုတ်ပြီ။ဖုန်းတော်ကြီးကိုငါဖူးခဲ့ရတဲ့နေရာအမှန်ပဲ။ဘာသာပေါ်ကတီးလို့ပြောရင်ထိုနေရာကိုခြေလမ်းခတ်သက်နဲ့အပြည့်လေးသွားလိုက်ပါတယ်။တဲလေးရဲ့တစ်ဖက်တစ်ပင်ကြီးတစ်ပင်အောက်မှာတရားထိုင်နေရာမှာနားကဣရိယာပုံမြတ်အောင်စဉ္ညာကြွနေတဲ့ဖုန်းတော်ကြီးကိုတွေ့လိုက်ရတဲ့အခါဘာသာပေါ်ကဝမ်းမြောက်စွာနဲ့ရိုးသေးစွာထိုင်ကဥခိုက်ကြောက်လိုက်ပါတယ်။ဖုန်းတော်ကြီးရဲ့ရုပ်အစင်းတော်ကဘာသာပေါ်အရင်ဖူးတွေ့ခဲ့မှုတဲ့တရံတိုင်းပင်တစုံတရာချွေရင်းချင်းမရှိခဲ့ပါ။ဖုန်းတော်ကြီးကဘာသာပေါ်ကိုကြည့်လိုက်တယ်။အဲ့ဒီနောက်စကားတခုမှမမြန်ပြောဆိုခြင်းမပြုဘဲတစ်ပင်အရင်မြေပြောင်ပြောင်မှာအဝတ်နန်းတစ်ထက်ခင်းထားတဲ့အပေါ်မှာတင်းကျင်စွာတမင်ကိုထိုင်လိုက်ပါတယ်။ဘာသာပေါ်ကစတင်ကမိသည့်ရာမှမသိရတဲ့ရန်သူကြောင့်လူတွေတေကြဒုက္ခရောက်ကြကြောင်းရွာတွေပြတ်ကြောင်းထို့ကြောင့်သူကထိုရန်သူကိုလိုက်လံရှာဖွေနေနိုင်ခဲ့ကြောင်းစတာတွေကိုစုံစိတ်စွာလျှောက်ထားပြီးတပည့်တော်အံ့ဩတာကဒီလောက်ကြီးမားပြီးကြောက်စရာကောင်းတဲ့မွေးစိုးကြီးကတပည့်တော်ကိုရမ်းမမှုပဲ
ကျိုးကျိုးနုံနုံနာခံပြီးတော့အသေးခံသွားတာကိုအံ့ဩတာပါဖေဟာအဲ့ဒါဘာကြောင့်လဲဆိုတာအရှင်ဖေကမိန့်ကြားတော်မူနိုင်လိမ့်မယ်လို့တပည့်တော်မျှော်လင့်ပါတယ်ဘာသာပေါ်ကထိုစကားကိုရှောက်ထားလိုက်တဲ့အခါဖုန်းတော်ကြီးကဘာသာပေါ်ကိုစစ်စစ်စိုက်ကြည့်နေရမှာငွေကြီးကသူ့လိုလျောက်ထွက်လာခဲ့တာလားအဲ့ဒီလိုမေးတော်မူလိုက်ပါတယ်အဲ့ဒီကဘာသာပေါ်ကငွေကြီးကိုသူ့ဘလို့ခေါ်ထုတ်ခဲ့ကြောင်းရှောက်ထားလိုက်ပါတယ်နောက်ဆက်တွဲအဖြစ်နဲ့ငွေကြီးထွက်လာတော့တပည့်တော်လည်းတော်တော်ကြောက်သွားပါတယ်ဖေဟာငွေရလို့မထင်တဲ့အတွက်ခေါနေခိုက်မှထွက်လာခဲ့တော့တပည့်တော်ထိတ်လန့်ပြီးပါဇက်အဟောင်းသားရှာထွက်ရသားကြီးနဲ့ကြောင်ကြည့်နေလိုက်မိပါတယ်ငွေကြီးကတပည့်တော်ပါဇက်ကိုတစ်ချက်မော့ကြည့်ပြီးဥကောင်းကိုမြင်မြင်ထပ်မှချလိုက်ပါတယ်ပြီးနောက်စင်စင်ကြီးဖြစ်အောင်ကိုငြိမ်သွားခဲ့တာပါဖေဟာလူကလေးငွေပြီးစိတ်ထိုးထားဘူးလားဖုန်းတော်ကြီးကမေးတော်မူပါတယ်ငွေနဲ့ပတ်သက်ပြီးညီတီစီအဆောင်ရမှမလုပ်ဘူးကြောင်းဘာသာပေါ်ကပြန်လဲလျှောက်ကြားပါတယ်အဲ့ဒီကဖုန်းတော်ကြီးကလူကလေးပါဇက်ဟာပြီးရှာထုတ်ပြစမ်းငွေကြီးကိုမြင်တော့ပါဇက်ဟာရှာထွက်နေတဲ့အနေထားတိုင်းနော်အဲ့ဒီလိုမိန့်ကြားလို့ဘာသာပေါ်ကသူ့ဖြစ်လာခဲ့တဲ့အနေထားတိုင်းပြုတ်မှုပြလိုက်ပါတယ်လူကလေးရှာလေကမဲမဲတွေကပါတွေလေဘုန်းတော်ကြီးကမေးတော်မူတဲ့အခါဘာသာပေါ်ကတပည့်တော်မွေးရပါအမှတ်တွေပါဖေဟာရှာမမွေးရပါအမှတ်မဲမဲတွေကိုတရားစွာကြည့်ပါတယ်အဲ့ဒီနောက်မိန့်ကြားတော်မူပါတယ်ကိုအိုးကိုရင်လေးနဲ့နေထိုင်ကြတဲ့သူတွေဆိုရင်လူတိုင်းလိုအိမ်ဆောက်ဖို့ရအောင်ခွေးမွေးတတ်ကြတယ်နော်ဘာသာပေါ်မရောက်တဲ့စကားနဲ့မဆက်ဆက်တဲ့စကားကိုမိန့်ကြားတဲ့ဘုန်းတော်ကြီးကိုဘာသာပေါ်ဖြတ်ခနဲ့ကြည့်ကဟုတ်ပါတယ်တပည့်တော်တို့လည်းမွေးထားတာပဲဗျာအဲ့ဒီလိုပြန်လဲလျှောက်ထားလိုက်ပါတယ်ဘုန်းတော်ကြီးကဆက်လက်မိန့်ကြားပါတယ်ခွေးတွေရဲ့အာကောင်မှာမဲမဲအမတ်တွေမဲမဲအတန့်တွေအာကောင်မှာဖြစ်စေရှာမှာဖြစ်စေအဲ့ဒီလိုအာကောင်နဲ့ရှာမှာအမတ်တွေပါလာရင်အာဇက်ရှာသက်လို့ခေါ်တယ်လူကလေးအာဇက်ရှာသက်ပါတဲ့ခွေးကငွေကြိုက်လို့မသိဘူးဆိုတာရောသိလားဘာသာပေါ်ကသူ့အနေနဲ့မချဘူးတဲ့အတွက်များစွာအံ့ဩနေပါတယ်ဘုန်းတော်ကြီးရဲ့မျက်နှာတော်ကိုစိုက်ကြည့်ကငြိမ်သက်စွာပဲနားထောင်နေပါတယ်ဘုန်းတော်ကြီးကဆက်လက်မိန့်ကြားတော်မူပါတယ်အခုလူကလေးရှာမှာငွေရပါပါတဲ့အမတ်မဲတွေကအမတ်မြေကမဟုတ်ဘူးရှာကအမတ်ကိုတော့လူကလေးအိမ်ပြန်ရောက်မှမှန်တဲ့ပြန်ကြည့်လူကလေးဘာနဲ့တူတယ်လဲဆိုတော့တချို့ငှက်တွေမွေကိုအစာအဖြစ်ထုတ်ထုတ်တာမြင်မှုလားဘုန်းတော်ကြီးရဲ့မိန့်ကြားချက်ကြောင့်ဘာသာပေါ်ကဘယ်တော့ခါမှသူကလူဆိုင်မရှိခဲ့တဲ့တေးချာချာမကြည့်ခဲ့ဘူးတဲ့တတိပဲမထားပဲမိမိပြောင်းနေခဲ့တဲ့ရှာပေါ်ကမွေးရပါအမှန်မဲတွေကိုတေချာစွာကြည့်လို့စိတ်ပေါ်လာပါတယ်စိတ်ထဲမှာထူးဆန်းလျက်နဲ့ပင်သူတွေ့ခဲ့မှုတဲ့ပုံစံတစ်ခုကိုသတိရလိုက်ကဘုန်းတော်ကြီးကိုရှောက်ကြားလိုက်ပါတယ်တခါတော့ကတောထဲကိုရောက်နေကြအောက်ချင်းငါကြီးတစ်ကောင်ကမွေးတစ်ကောင်ကိုအစာအဖြစ်တုတ်ချီသွားတာတွေ့ဝူးလိုက်တယ်ဖေဟာအောက်ချင်းငါကြီးရဲ့ခြေသေးကမွေးရဲ့လက်ကုပ်ကိုကုတ်ထားလိုက်တော့မွေးကအမိတလုံးလုံးနဲ့ပါသွားတာတွေ့လိုက်ဘူးပါတယ်ဖေဟာအဲ့ဒီပုံစံမျိုးနဲ့တပည့်တော်ရှာဘောကအမတ်ကတူနေလို့လားဖေဟာဘာသာဘောကရှာဘောကအမတ်ကိုစိတ်ဝင်စားတာတွေ့ရင်ရှောက်ကြပါတယ်အေးလူကလေးရှာမှာပါတဲ့တရံကအောက်ချင်းကတရံတော်မဟုတ်ဘူးကလုံငတ်ကငကားကိုတုတ်ချီထားတဲ့တရံမျိုးပြပြသားသားပေါ်နေတယ်ဒါကြောင့်မွေစိုးကြီးကလူကလေးခေါ်ထုတ်တဲ့အတိုင်းအမိန့်ကိုနာခံပြီးတော့ထွက်လာရတယ်လူကလေးပါဇက်ကိုကြည့်ပြီးဥကောင်းရှူသွားရတယ်သဘောပေါက်ခဲ့လားလူကလေးဘာသာဘောကတန်ဖိုးမထားကယူမဆိုင်ပဲနေခဲ့တဲ့မွေးရပါအမတ်တွေရဲ့တကိုးသက်တွေကိုမမျော်လင့်မဲသိလိုက်ရတဲ့အခါအံ့အားသင့်ခြင်းဝမ်းသာခြင်းကြည်နုံးတဲ့သိခြင်းနဲ့ဘုန်းတော်ကြီးကိုကျေးဇူးတင်စွာလက်အုပ်ချပြီးပြန်လဲလျှောက်တင်လိုက်ပါတယ်ဒါဖြင့်တပည့်တော်ကြောင့်သိဆုံးသွားခဲ့တဲ့မွေကြီးကငကားကြီးလားဗျာငကားအစ်စ်တော့မဟုတ်ပေဘူးလူကလေးငကားမျိုးထဲမှာပါတဲ့မွေပဲငကားအစ်စ်ကလွှဲရင်အစိတ်ပြင်းဆုံးမွေပေါ့မွေထဲမှာငန်းမွေဆိုတာအမျိုးအစား6မျိုးရှိတယ်ဒီ6မျိုးတွေကငန်းတော်ကြားငန်းဝါကြားငန်းတန်ကွန်းဆက်ငန်းဆောင်ငန်းပုတ်ဆိုတဲ့ငန်း5မျိုးကကိုက်လိုက်ရင်အချိန်မီစိတ်ကူနိုင်ရင်အသက်မသေးဘူးသူတို့ဥကိုစားလိုက်ရင်လည်းအသက်မသေးနိုင်ဘူးတွေးလေးယုံထန်းထန်းမှန်မှန်ဖြစ်ယုံနှလုံးဝေယုံမယ်အခုလူကလေးတွေ့လာခဲ့တဲ့ငန်းကငန်းပြတ်မျိုးကိုက်လိုက်ရင်စိတ်မမီတော့ဘူးကိုက်လိုက်တာနဲ့တပြိုင်နက်အခက်ခံရတဲ့လူကမယုံကံမလှုပ်ရှားနိုင်အသက်မထနိုင်တော့ပဲချက်ချင်းငြိမ်သွားခဲ့တာပဲလူကလေးဘုန်းတော်ကြီးမရတာကိုနားထောင်နေတဲ့ဘာသာပေါ်တောတဲ့ကိုအတူတကွသွားကြပြီးနောက်ဆုံးမှကြံရင်ခဲ့တဲ့လူပျောက်ဆုံးနေခဲ့တာကိုဘယ်သူမှမသိပဲဖြစ်ရတဲ့အကြောင်းရင်းကအခုဘုန်းတော်ကြီးမရသလိုငန်းပြတ်ကြီးကကိုက်လိုက်ပြီးဆိုတာနဲ့ချက်ချင်းငြိမ်ချသွားတဲ့အတွက်ဘယ်သူမှမသိလိုက်ပဲဖြစ်ရကြောင်းသဘောပေါက်လာပါတယ်
ဖုန်းတော်ကြီးကဆက်လက်မိန့်ကြားပါတယ်မွေထဲမှာငန်းမွေမျိုးကကြောက်စရာအကောင်းဆုံးပဲလူကလေးသူတို့ကအမိကိုထောက်ပြီးမမကြီးရက်နေနိုင်တယ်လေသူတို့အစာကိုရှာရမှာအမိကိုထောက်မမကြီးရက်ပြီးစားရမယ့်အစာကိုကြည့်တယ်တွေ့လိုက်ပြီးဆိုရင်လိုက်တိုင်ရင်လိုက်တယ်လိုက်ဖို့မလို့ရင်အမိကိုထောက်လို့မမရက်နေရကအေးလေးပဲစောင့်နေတတ်တယ်ငါးပြတ်လို့မဲမောင်နေတဲ့မွေမျိုးကအမိထောက်ပြီးငင်းလေးမမရက်နေတာကိုမြင်ရရင်သူတို့ကလည်းမပြင်းမဖြန့်မဲထားခဲ့ရင်အမတ်တမဲ့မြင်ရတဲ့သူတွေကမီးလောင်တိုင်ကိုကြီးလို့ထင်ရတာပေါ့မီးလောင်တိုင်ကိုထင်ပြီးကြိုးမဆိုင်ပဲအနာကပုတ်ခါတိကဖြတ်သွားတဲ့လူတော့သူ့အစာဖြစ်သွားတော့တာပဲကွယ်ဖုန်းတော်ကြီးရဲ့မိန့်ကြားချက်တွေကရွာပြအောင်ဒုက္ခရောက်နေသူတွေဖြစ်ခဲ့ရတဲ့ခံစားချက်တွေကိုမျက်မြင်မိန့်ကြားနေပြီးတကယ်သူရှင်းလင်းပြသလာပါတော့တယ်ဟုတ်ကဲ့ပါစာရေးသူဆရာမကြီးမတ်ဝင်းမြင့်ရဲ့ရီယော်မန်းအိုင်ဆန်းရေပြဆိုတဲ့ဇာတ်လမ်းရဲ့ဒုတိယပိုင်းကိုတော့ဒီနေရာမှာပဲခေတ္တခဏရနာခွင့်ပြုပါခင်ဗျာဆက်လက်ပြီးတော့နောက်ညမှာလည်းစက်သိမ်းပိုင်းကိုထပ်မံတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာအဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာစာရေးသူဆရာမကြီးမတ်ဝင်းမြင့်ကိုလည်းကျေးဇူးအထူးတင်ရှိရပါတယ်ခင်ဗျာ